တ်ချမ်းသာမှုရအောင်တရားနဲ့စိတ်ချမ်းသာမှုရအောင်ကြိုးစားတခြားနည်းတွေနဲ့စိတ်ချမ်းသာမှုရအောင်မကြိုးစားနဲ့တရားနဲ့စိတ်ချမ်းသာမှုရအောင်ကြိုးစားအဲ့ဒါလိုကြိုးစားအထောက်ခြင်းဖြင့်ယောဂဝိရဏတွေတက်တာလို့ကိုကျမ်းမာတဲ့အခါကိုကျိုးအတွက်ဖြစ်စေအများအကျိုးအတွက်ဖြစ်စေသာသနာဘာသာအကျိုးအတွက်ဖြစ်စေလူဘဝရလာတဲ့အခါမှာအများရဲ့အကျိုးစီးပွားကိုဆောင်ရွက်ခြင်းဖြင့်ကောင်းမြတ်တဲ့အကျိုးစီးပွားကိုဆောင်ရွက်လို့မိမိဟာလူဘဝရရှိလာခြင်းရဲ့တန်ဖိုးဟာပြည့်ပြည့်ဝဝရှိပြီးဘဝမှာတန်ဖိုးရှိပြီးလူဖြစ်ရတဲ့အဓိပ္ပာယ်အနှစ်သာရကိုလည်းပဲရရှိတယ်အဓိပ္ပာယ်ပြည့်ပြည့်လူဘဝရရှိကြမှာဖြစ်တယ်စိတ်ချမ်းသာမှုနဲ့ကျမ်းမာမှုဆိုတာဆက်ဆက်ပြီးတော့နေတယ်ဆိုတာမြတ်စွာဘုရားရဲ့ဒေသနာတော်တွေအရာလည်းပဲဆက်ဆက်မှုရှိကြရုပ်ခန္ဓာကိုယ်ကြီးကကံကြောင့်ဖြစ်တယ်စိတ်ကြောင့်ဖြစ်တယ်ဥရုကြောင့်ဖြစ်တယ်အာဟာရကြောင့်ဖြစ်တယ်လူတိုင်းမှာကံစိတ်ဥတုအာဟာရလို့ဆိုတဲ့အကြောင်း၄ပါးကိုအခြေခံပြီးတော့ဖြစ်ပေါ်နေတဲ့ခန္ဓာကိုယ်ကြီးကိုရထားကြကံဆိုတာကတော့အတိတ်နဲ့ပဲသက်ဆိုင်တယ်ပေါ့ဥတုတို့အာဟာရတို့ဆိုတာလဲဥပနိဒေယတတ္တိနဲ့ပတ်ဝန်းကျင်အခြေအနေတစ်ခုအနေနဲ့ကျေစုပြုနေတာအမြဲတမ်းဆက်ဆက်ပြီးထိတွေ့နေတာကတော့စိတ်ပဲလူတွေရဲ့စိတ်မှာလေ့လာသုံးသပ်ပြီးတော့ကြည့်လို့ရှိရင်လောကလူတွေဟာစိတ်ချမ်းသာမှုကများသလားစိတ်ဆင်းရဲမှုကများသလားလောကမှာဘဝတစ်ခုရလာတယ်ဆိုရင်အ ਨੇ ဆုံးပူပန်ကြောင်းကြရမှုဆိုတာတွေရှိတယ်ပေါ့နော်အဲ့တော့စိတ်နဲ့ပတ်သက်လာလို့ရှိရင်တော့ပုရုဇဉ်တ attva တွေမှာအဖြစ်များတဲ့သဘောတရားကတော့ကိလေသာလို့ခေါ်တဲ့စိတ်ရဲ့အညစ်အကြေးတွေပဲဖြစ်တယ်အဲကိလေသာဆိုတဲ့စိတ်အညစ်အကြေးတွေကသူတို့ကိလေသာလို့ဘာကြောင့်ခေါ်တာတုံးဆိုလို့ရှိရင်စိတ်ကိုနှိပ်စက်နေတဲ့အရာတွေသို့မဟုတ်စိတ်ကိုညှဉ်းနှွမ်းအောင်လုပ်နေတဲ့အရာတွေသို့မဟုတ်စိတ်ကိုပူအောင်လုပ်နေတဲ့အရာတွေဆိုလူတွေမှာတို့တော့စိတ်ပူစရာမရှိဘူးလို့ပြောကြပေမဲ့လို့လောဘဖြစ်ရင်စိတ်ပူနေတာပဲဒေါသဖြစ်ရင်လည်းစိတ်ပူတာပဲမာမနာတွေဖြစ်ရင်လည်းစိတ်ပူအဲ့တော့ကိလေသာမကင်းတဲ့ပုဂ္ဂိုလ်တွေကစိတ်မပူဘူးတို့နှလုံးစိတ်နှလုံးအေးချမ်းတယ်ဆိုတာဒီလိုပြောနေကြတာစိတ်ပူမှန်းမသိပဲနဲ့ပြောနေတာဒါကြောင့်မလို့စိတ်ပူပန်မှုနဲ့စိတ်အေးချမ်းမှုရဲ့အဓိပ္ပာယ်ဟာသဘာဝကြကြစဉ်းစားကြည့်မယ်ဆိုရင်ကိလေသာကင်းတဲ့စိတ်ကသာလင်အေးချမ်းတဲ့စိတ်ဖြစ်တယ်ကိလေသာရှိနေတဲ့စိတ်ကအေးချမ်းတဲ့စိတ်ဘယ်လိုမှမဖြစ်နိုင်လူတွေကပြောနေကြလင့်ကစားစိတ်ထဲမှာကိလေသာဆိုတဲ့အပူတွေကရှိတယ်အခုပြောတော့ကြမဲ့အခုပြုံးတော့ကြမဲ့ကြတဲ့အနေအထားမျိုးရှိတယ်လေဒါကြောင့်မို့စိတ်နဲ့ပတ်သက်ပြီးတော့ကြည့်လူတွေမှာ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေအမှန်တမ်းများတယ်ဒီကနေ့ခေတ်ဆိုပိုများတာပေါ့ဘာဖြစ်လို့လဲဆိုရင်လူချင်းစရာတွေကအလွန်များလာရုပ်ပစ္စည်းဝတ္ထုတွေကအလွန်များတော့လူချင်းမှုဆိုတာလည်းအတော်မတတ်နိုင်အောင်ဖြစ်လာလူချင်းစရာတွေကမဆုံးနိုင်အောင်ဖြစ်သည့်အတွက်ကြောင့်လူချင်းမှုဆိုတာလည်းဆုံးနိုင်မှာမဟုတ်ဘူးဒီကနေ့ခေတ်မှာပိုးပြီးတော့ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာတွေကလူချင်းစရာတွေကတစ်မျိုးပြီးတစ်မျိုးတစ်မျိုးပြီးတစ်မျိုးအသည့်အဆန်းတွေပေါ်တယ်လူတွေရဲ့စိတ်ကလည်းပဲအမြဲတမ်းအဟောင်းနဲ့အသည့်ဆိုရင်အသည့်ကိုပဲမမောကြတယ်ပေါ့ဒါမို့လူတွေရဲ့သဘာဝဟာအသည့်ကိုသာလဲတန်ဖိုးထားပြီးတော့အသည့်ကိုသာလိုချင်နေကြတာဟာအဲ့တော့လူတွေရဲ့လောဘဆိုတာယတ္တမို့စာမတန်ခဲရင်
လောဘရှိနေပြီဆိုလို့ရှိရင်နောက်ကလိုက်လာတာတော့ဒေါသဘာဖြစ်လို့တော့ဆိုလို့ရှိရင်လိုချင်တာရရင်တော့ကျေနပ်နေတာပေါ့မရရင်ဒေါသဖြစ်တာပေါ့အဲ့တော့လောဘဖြစ်နေလို့ဒေါသကလည်းနောက်ကပါနေတာဒါထင်ရှားတာနှစ်ခုပဲပြောကျန်တာတွေကလည်းရှင်ပြိုင်မှုကိုအကြောင်းပြုပြီးတော့မာနတွေတက်ကြတယ်အဲ့တော့စိတ်ကိုပူလောင်စေတတ်တဲ့ကိလေသာတွေကစိတ်အစဉ်ကိုလွှမ်းမိုးထားတာဖြစ်သောကြောင့်လောကလူတွေကစိတ်ချမ်းသာလိုက်တာလို့ပြောပြီးမဲ့လို့တကယ်ပြည့်ပြည့်ဝဝစိတ်ချမ်းသာမှုမျိုးမဟုတ်ဘူးဆိုတာနားလည်ကြရမှာပေါ့မြတ်စွာဘုရားတရားတော်အရဆိုရင်တကယ်ကျမ်းမာဖို့ဆိုတာစိတ်ချမ်းသာမှကျမ်းမာနိုင်တယ်ဒါမို့စိတ်ချမ်းသာမှကိုကျမ်းမာအဲ့တော့စိတ်ချမ်းသာအောင်စိတ်ကိုပြုပြင်ပေးခြင်းဖြင့်ကိုယ်ကာယကျမ်းမာမှုကိုရရှိနိုင်တယ်အဲ့လိုကျမ်းမာမှုရသွားတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားလက်ထက်ကလည်းရှိတာပဲပေါ့သို့တော့ခန္ဓာကိုယ်ကြီးရဲ့သဘာဝကတော့ကျမ်းမာတယ်ဆိုတာလည်းပဲတခဏပဲဖြစ်မှာပဲဘာဖြစ်လို့လဲဆိုတော့ဘဝဆိုတာကိုကတခဏပဲရှိတာထာဝရမြဲတဲ့အရာမဟုတ်သည့်အတွက်ကြောင့်မမြဲတာကိုမြဲအောင်လုပ်လို့လည်းမရဘူးဆင်းရဲတတ်တဲ့သဘာဝကိုလည်းပဲချမ်းသာအောင်လုပ်လို့မရဘူးကိုမပိုင်တဲ့သဘာဝကိုပိုင်အောင်လုပ်လို့လည်းမရဘူးပေါ့သို့တော်လည်းမိမိစိတ်ကလေးကိုချမ်းသာအောင်ထားနိုင်တဲ့ဤစနစ်တွေကတော့မြတ်စွာဘုရားသခင်ကိုရမြတ်ဟောထားလို့အလုံးသိရှိနေကြထိုနည်းအတိုင်းကြကြကြုတ်ကိုအထုတ်လို့ရှိရင်ရုပ်ခန္ဓာကိုယ်ကြီးဘယ်လိုပဲဖြစ်ဖြစ်စိတ်ချမ်းသာမှုကိုရရှိနိုင်တယ်လို့ယန္တာပုဂ္ဂိုလ်တွေကြတော့မြည်သည့်အခြေအနေမျိုးနဲ့ပဲဆုံတွေ့ရရုပ်ခန္ဓာကိုယ်ကြီးမြည်သည့်အခြေအနေမျိုးပဲရောက်စိတ်ဟာဖောက်ပြန်ခြင်းမရှိတော့ကိရိတာဆိုတဲ့ပူလောင်မှုတွေကင်းသည့်အတွက်ကြောင့်စိတ်အိမ်ငြိမ်းချမ်းမှုတော့အမြဲတမ်းရှိတယ်အတော်အသင့်စိတ်ချမ်းသာအောင်ကြိုးစားနိုင်လို့ရှိရင်လူကျမ်းမာဖို့ရသောအဖြစ်လောကလူတွေဟာကျမ်းမာရေးချိုးတက်လာပြီဆိုလို့ရှိရင်စိတ်ဓာတ်တွေကပါပိုကျဆင်းလာတတ်တယ်ပေါ့အဲ့ဒါလို့စိတ်ဓာတ်တွေကျဆင်းလာလို့ရှိရင်ယောဂါကလည်းပိုပြီးတော့လွှမ်းမိုးလာတတ်တယ်သို့တော့စိတ်ကိုဘလောက်ချမ်းသာအောင်ထားကာယကျမ်းမာမှုဆိုတာတော့ထာဝရမရနိုင်ဘူးပေါ့မမြဲတဲ့သဘာဝထာဝရမရနိုင်ဘုန်းကြီးတို့တွေစဉ်းစားရမှာခန္ဓာကိုယ်ကြီးရထားလို့ကံကြောင့်မကျမ်းမာဘူးဆိုရင်ကံပြင်ပေးရုံမှတပါးတခြားမရှိဘူးဥရုကြောင့်မကျမ်းမာဘူးဆိုရင်ဥရုကိုပြင်ပေးရမယ်အာဟာရကြောင့်မကျမ်းမာဘူးဆိုရင်အာဟာရပြင်ပေးရအရေးကြီးဆုံးပြင်ဆင်ပေးရမှာကတော့စိတ်ပဲလို့ကိုယ်စိတ်ကိုပြင်နိုင်ပြီဆိုလို့ရှိရင်စိတ်ကျမ်းမာမှုရသွားတဲ့ပုဂ္ဂိုလ်ဟာခန္ဓာကိုယ်ကြီးဘယ်လိုပဲမကျမ်းမာစီဖြစ်စေစိတ်ကျမ်းမာမှုရသွားလို့ရှိရင်တော့အမှန်တမ်းကောင်းမြတ်တဲ့အကျိုးတစ်ခုကိုရရှိတာပဲလို့ယောဂဝေဒနာဖြစ်လာလို့စိတ်တော်ကရောက်လာပြီဆိုလို့ရှိရင်စိတ်ဆင်းရဲမှုကိုအကြောင်းပြုပြီးတော့ပို့ပြီးတော့ကိုယ်ဆင်းရဲမှုကထပ်ပိုးပြီးတော့ခံစားကြရတယ်ဘုရားယဟန္တာတွေကြတော့ကာယကဒုက္ခလို့ခေါ်တဲ့ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေဘယ်လိုပဲကြုံစေတသိကဒုက္ခလို့ဆိုရဲစိတ်ဆင်းရဲမှုကမလာဘူးပုရုဇဉ်တ attva တွေကြတော့ကာယကဒုက္ခဖြစ်လိုက်တာနဲ့စေတသိကဒုက္ခကထပ်ပိုးပြီးတော့လာစိတ်ဆင်းရဲမှုကဆက်နွယ်လာရသော်ဘုရားကတန်လန်းသုတ်တံမှာဆိုလို့ရှိရင်မြားတံနှစ်ချက်အစုခံရတယ်ဆိုပြီးတော့ဟောထားတယ်ကာယကဒုက္ခဆိုတဲ့ဒုက္ခကိုအကြောင်းပြုပြီးတော့စေတသိကဒုက္ခဖြစ်မယ်ဆိုရင်
ကာယကဒုက္ခဆိုတဲ့ဒဏ်ရာဒဏ်ချက်တစ်ခုပေါ်မှာစေတသိက်ကဒုက္ခဆိုတဲ့ဒဏ်ရာဒဏ်ချက်ထပ်ပိုးပြီးတော့လာတယ်အဲ့တော့စိတ်ဟာပြုပြင်ဖို့ဟာမတ္တမအရေးကြီးတယ်ကိုကျမ်းမာရေးအတွက်စိတ်ကိုပြုပြင်ပေးခြင်းဖြင့်နောက်ဆုံးထာဝရကျမ်းမာတယ်လို့ဘဝမှာထာဝရကျမ်းမာသွားတဲ့ပုဂ္ဂိုလ်ယန္တာပုဂ္ဂိုလ်ပဲပေါ့စိတ်ကျမ်းမာမှုဟာပို့ပြီးတော့အဓိကကြကိုကျမ်းမာမှုကြိုးစားဖို့တဲ့စိတ်ကျမ်းမာမှုကိုကြိုးစားကြရမှာဒါမို့မြတ်စွာဘုရားကအခုလပိတုသုတ်တံမှာဆိုလို့ရှိရင်ကိုနာခြင်းနာပါစေစိတ်မနာပါစေနဲ့လို့ဒီလိုကျင့်ရမယ်လို့ပြောခန္ဓာကိုယ်မှာယောဂဝေဒနာတွေဖြစ်တာတော့ခန္ဓာကိုယ်ကြီးရဲ့ရုပ်ခန္ဓာကိုယ်ကြီးရဲ့သဘာဝပဲစိတ်အစဉ်မှာလောဘဒေါသမောဟစတဲ့ယောဂဝေဒနာတွေနာကျင်မှုတွေမရဘူးတရားဓမ္မကျင့်သုံးကြရတာဖြစ်တယ်ပေါ့မြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကမြတ်စွာဘုရားနဲ့အနိစ္စဆုံးဘုရားကိုလည်းအမတ္တမကြီးညိုလေးစားတဲ့စေတော်ကျောင်းကိုဆောက်လုပ်လှူဒန်းထားတဲ့ကျောင်းတကာကြီးဆိုတာအသက်ရလာတဲ့အခါမှာသူမကြမဖြစ်တာတွေရှိတယ်ပေါ့အဲ့ဒါလို့မကြမ်းမဖြစ်လာပြီဆိုလို့ရှိရင်စေဝကုသမှုဆိုတာရှိကောင်းရှိပေမဲ့လို့သူအားကိုးဆုံးကတော့ဘာလဲလို့ဆိုရှင်သာရိပုတ္တရာမထေရမြတ်ရဲ့အဆုံးအမဩဝါဒကိုသူနာခံနေတာအနာရဝိန္ဒထေကြီးဆိုတာအလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားနဲ့တိန်တပါဝနလို့ရာဇဂုပြည်နာကတိန်တပါဝနလို့ခေါ်တဲ့ရင်းလိုက်တော်ထဲမှာတွေ့ကြတဲ့ကသောတပန်ဖြစ်သွားသူမူလနာမည်ကသုတတပင်ကိုစိတ်ဓာတ်ကိုကတရားတရားလွန်ကောင်းလို့ဗုဒ္ဓဘာသာမဖြစ်ခင်ကတည်းကဆင်းရဲနွမ်းပါတဲ့ပုဂ္ဂိုလ်တွေအမြဲတမ်းကျွေးမွေးဆောင်ရှောက်လို့ငယ်မြေသုတတလို့လူမသိပဲနဲ့အနာထပိဏိကကိုယ်ွယ်ရမဲ့ဆင်းရဲသားတွေအတွက်သမင်းဟင်းထောက်ပံ့လှူဒန်းတဲ့လှူရှင်ကြီးလို့ဒီလိုနာမည်ကြီးတာဘုရားဘာသာဖြစ်မှဒီနာမည်ရတာမဟုတ်ဘူးသူ့တဘာဝကိုကဒါနာဘိရတဒါနစ္စာတေအလှူဒန်းမှာအလွန်မွေ့လျော်တယ်လှူဒန်းတဲ့ဝါဒနာပါတယ်လူဆိုတာဘယ်သူပဲဖြစ်ဖြစ်ကျမ်းမာရေးချိုးတက်လာတဲ့အခါမျိုးဆိုတာရုပ်ခန္ဓာကိုယ်မှာမရှောင်မလွဲနိုင်အောင်ရှိလာတတ်တယ်ပေါ့တခါတရံရာသီဥတုကောင်းပေမဲ့အာဟာရကောင်းကောင်းမွန်မွန်စားပေမဲ့ခန္ဓာကိုယ်ရဲ့ချွေရင်ချက်ကလေးတွေဟာဖြစ်ပေါ်လာပြီးတော့မကြမ်းဆိုတာတွေဖြစ်တယ်အဲ့တော့အနာရဝိန္ဒထေကြီးလည်းပဲအသက်အရွယ်မသိရပေမဲ့လို့နောက်ပိုင်းမှာသူမကြာခဏမကြမ်းဖြစ်လာတယ်ယဟန်တန်ဃာတွေထဲမှာသူအမျက်နှိုးဆုံးကြီးညိုဆုံးအားကိုးဆုံးပုဂ္ဂိုလ်ကတော့ဖျားပြီးလို့ရှိရင်ရှင်သာရိပုတ္တရာပဲပေါ့ရှင်သာရိပုတ္တရာကိုအလွန်ကြီးညိုတယ်အလွန်အားကိုးတယ်မြတ်စွာဘုရားကိုကြီးညိုအားကိုးတာတော့မပြောနဲ့တော့ကျောင်းတော်လာတဲ့အခါမှာမြတ်စွာဘုရားကသူ့ကိုတရားဟောနေရင်ပင်မမှာဆုံးလို့ဆိုပြီးတော့ဘုရားကိုဘယ်တော့မှမေကွန်ပု္ပ္ပာတွေမေးလို့မရှိဘူးတဲ့လူရတန်းတာပဲဂရုစိုက်ပြီးတော့လူလေးတန်းလေးရှိတယ်ဘုရားပေါ်မှာအလွန်ငဲ့ညာတဲ့ကျောင်းတကာတထေကြီးလို့တရားနာစရာရှိလို့ရှိရင်ရှင်သာရိပုတ္တရာကိုပဲပင့်နာလေးရှိတယ်မြတ်စွာဘုရားတရားဟောရရင်ပင်မမှာပဲဆိုပြီးတော့ဘုရားကိုတော့အမတ္တမငဲ့ညာ
အနာရဘိန်တထေးကြီးကျမ်းမာရေးမကောင်းတာနဲ့ပတ်သက်တဲ့သုတ်တံအနာရဘိဏိကောဝါဒသုတ်တံဆိုတာလည်းရှိတယ်အဲ့ဒီသုတ်တံကတော့သူ့ရဲ့နောက်ဆုံးနေ့ပေါ့အခုဒီကနေ့အနာရဘိန်တထေးကြီးမကျမ်းမာဖြစ်တယ်ဆိုတဲ့အနာရဘိဏိကသုတ်တံစိတ်ချမ်းသာလို့ကျမ်းမာရေးပြန်ရသွားတဲ့အကြောင်းမှတ်တမ်းတင်ထားလောကလူတွေဟာကျမ်းမာရေးချိုးတက်လာပြီဆိုလို့ရှိရင်စေဝဒ္ဒစာတစ်ခုတည်းနဲ့မလုံလောက်ဘူးအရေးကြီးတဲ့စိတ်ဓာတ်ကိုပြုပြင်မှုအမှန်တမ်းအရေးကြီးတယ်အချို့ဟာစိတ်ဓာတ်ကိုမပြင်နိုင်သည့်အတွက်ကြောင့်ယောဂဝေဒနာပို့ပြီးတော့တိုးသွားတာတွေရှိတယ်တာဝတိပြည်မှာမြတ်စွာဘုရားနဲ့အတူတကွရှင်သာရိပုတ္တရာတို့ရှင်အနန္ဒာတို့သရင်သုံးနေထိုင်တဲ့အချိန်မှာနာရဘိန်တထေးကြီးလည်းအသက်အရွယ်ရလာတဲ့အခါမကျမ်းမာဖြစ်တယ်စာပေကျမ်းဂန်လို့ပြောမယ်ဆိုရင်အာဘာဒီကောဒုက္ခိတောဘာလကိလနောဆိုစကလုံးသုံးလုံးနဲ့ဖော်ပြအာဘာရိကတကူလုံးကြိုက်ခဲနာကျင်နေတယ်ဒုက္ခိတောခန္ဓာကိုယ်ကြီးတကူလုံးဆင်းရဲမှုတွေနဲ့ကြုံတွေ့နေရတယ်ဘာလကိလနောအပြင်းထန်မကျမ်းမာဖြစ်နေတယ်လို့ဒီလိုဆိုတာအဲ့ဒါလို့နေမကောင်းထိုင်မသာရှိတဲ့အခါမှာသူအကြီးညိုဆုံးအားကိုးရဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာစီကိုလူလွတ်ပြီးတော့လျှောက်တာဒါဒီတတုတ်တည်းမဟုတ်ဘူးရှင်သာရိပုတ္တရာမရှိတဲ့အခါမှာတော့ရှင်အနန္ဒာကိုပင့်ပြီးတော့လျှောက်တယ်ဆိုတဲ့သုတ်တံလည်းရှိတယ်အဲ့တော့ရှင်သာရိပုတ္တရာစီလူလွတ်တယ်နာရဘိန်တထေးကြီးကအရှင်ဘုရားရဲ့ခြေတော်အစုံကိုရှ िख ိုးလိုက်ပါတယ်သူကနေမကောင်းထိုင်မသာဖြစ်နေလို့တဏှငယ်ညာပြီးတော့နာရဘိန်တထေးကြီးအိမ်ကိုကြွရောက်ချီးမြှင့်ပေးဖို့နေမကောင်းလို့ပင့်နေဆိုတာထိုခေတ်ထိုခါကာလမှာနေမကောင်းထိုင်မသာရှိရင်အရေးကြီးဆုံးကစိတ်ချမ်းသာအောင်လုပ်ပေးဖို့ကအရေးကြီးဆုံးလို့ဒီလိုကောက်ချက်ချရဒါကြောင့်မို့လို့နေမကောင်းမှုဆိုလို့ရှိရင်တော့တရားကိုပဲအကိုးကြလေရှိတယ်နာရဘိန်တထေးကြီးကအဲ့ဒါလို့ရှင်သာရိပုတ္တရာကိုနေမကောင်းလို့ကြွရောက်ချီးမြှောက်ပေးပါဘာဖြစ်လို့ရှင်သာရိပုတ္တရာကိုဖူးလိုက်ရရင်သူ့စိတ်ထဲမှာအားတက်ရှင်သာရိပုတ္တရာမထေရမြတ်ဟောပြောပြသမဲ့တရားဓမ္မတွေနားလိုက်ရလို့ရှင်စိတ်အားတွေရသွားတယ်ဒါကြောင့်မို့နေမကောင်းထိုင်မသာရှင်ဒီလိုလှုပ်လိရှိကြမြတ်စွာဘုရားကိုယ်တိုင်ကလည်းနေမကောင်းထိုင်မသာတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှင်ကြွရောက်ပြီးတရားဟောလိရှိတယ်ခိလနပု္ပ္ပစကနေမကောင်းရင်ပြစ်မထားဘူးသွားပြီးတော့ကြည်တယ်တရားဓမ္မဟောပြောပေးတယ်ဒါမြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကလုံးလေးလှုပ်ထားရှိတဲ့ကိစ္စတစ်ခုပဲအားပေးစကားပြောကြရတယ်ပေါ့ဒါယောဂကြောက်တာမပြောက်တာတော့မဆိုင်ဘူးပေါ့စိတ်ချမ်းသာမှုရတော့အားပေးစကားပြောကြရတယ်နာရဘိန်တထေးကြီးကရှင်သာရိပုတ္တရာကိုဒီလိုလူတယောက်လွတ်ပြီးတော့ပင့်ခိုင်းလိုက်တဲ့အခါရှင်သာရိပုတ္တရာကလက်ခံလိုက်တယ်နည်းနည်းပဲအချိန်ကာလမှာသပိတ်သင်္ကန်းကိုပြင်ဆင်လို့သင်္ကန်းယုံလို့ရှင်အနန္ဒာကိုနောက်ပါအဖြစ်အဖော်ခေါ်ပြီးတော့အနာရဘိန်တထေးကြီးကိုအိမ်ကိုကြွတယ်ဒီရှင်သာရိပုတ္တရာနဲ့ရှင်အနန္ဒာဆိုတာလေတကယ်ညီကိုရင်းတမျှအလွန်ရင်းနှီးတဲ့ပုဂ္ဂိုလ်အလွန်ရင်းနေအသက်ဘယ်သူကကြီးတယ်လဲလို့ဆိုလို့ရှိရင်တော့စာထဲမှာတော့အတိအကျမသိရပြီမဲ့လို့ရှင်အနန္ဒာကဖယားနဲ့ဖွားဘက်တော်ဆိုမြတ်စွာဘုရားနဲ့တက်တော်ရွယ်တူပေါ့တက်တူရွယ်တူဖြစ်
အဲ့တော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားတဲ့ကြီးတယ်ဆိုရင်တော့ရှင်အနန္ဒာကငယ်မှာပဲမြတ်စွာဘုရားတဲ့ငယ်တယ်ဆိုရင်တော့ရှင်အနန္ဒာကကြီးမှာပဲသို့သောယာတုအဆင့်တန်းဟိုက်အာရာကီလို့ခေါ်တာပေါ့အဲ့ဒီအဆင့်နဲ့ကြည့်မယ်ဆိုရင်ရှင်သာရိပုတ္တရာရဲ့ပညာအရည်ချင်းကဘုရားပြီးရင်ပထမနေရာမှာရှိတာဖြစ်တော့ကြောင့်ရှင်သာရိပုတ္တရာကိုအလုံးကယူသည်လေးစားကြတရားဓမ္မနဲ့ပတ်သက်ပြီးတော့ယူသည်လေးစားရှင်သာရိပုတ္တရာလည်းပဲဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ဝန်မလေးဘူးမမောမပန်းအမြဲတမ်းရှင်းလင်းဟောကြားပြီးတော့တရားရည်တိုက်ကြွေးလေးရှိတော့အမှန်တမ်းလေးစားကြတယ်ရရှင်အနန္ဒာကိုပို့ပြီးတော့ရှင်သာရိပုတ္တရာနဲ့ရှင်အနန္ဒာကိုပို့ပြီးတော့ခင်မင်းနေဘာဖြစ်လို့လဲလို့ဆိုတော့မြတ်စွာဘုရားတာဝန်တွေကိုရှင်အနန္ဒာကယူပြီးတော့ပြုစုနေတာပညာကြီးတဲ့ပုဂ္ဂိုလ်ဆိုတာဘုရားကိုပို့ပြီးတော့ချီးညိုတယ်ပညာကိုတန်မိုးထားတဲ့ပုဂ္ဂိုလ်တိုင်းဘုရားကိုပို့ပြီးတချို့ကတော့ထင်လိုက်မယ်တရားတရားကောင်းတဲ့ပုဂ္ဂိုလ်ကပိုးကြည်ညိုတယ်တရားတရားကောင်းလို့ကြည်ညိုတယ်ဆိုတာတစ်ဖက်ဆွမ်းရောက်သွားတတ်တယ်သူကြည်ညိုပုံကြည်ညိုနည်းကတစ်ဖက်ဆွမ်းရောက်သွားတယ်ပညာနဲ့ကြည်ညိုတဲ့ပုဂ္ဂိုလ်ကြတော့တစ်ဖက်ဆွမ်းမရောက်ဘူးမှန်ကန်တဲ့အတိုင်းတာနဲ့ကြည်ညိုတာပေါ့ဝက်ကလိမထေတို့လိုပညာနဲ့ကြည်ညိုတာမဟုတ်ဘဲနဲ့တစ်ဖက်ဆွမ်းရောက်သွားလို့ရှိရင်တော့ဒါကြည်ညိုမှုရဲ့တရားတရားဟာလမ်းချော်နေတဲ့တရားတရားမျိုးဖြစ်တယ်ပေါ့ရှင်သာရိပုတ္တရာအဲ့ဒါမျိုးမဟုတ်ဘူးတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကိုအလွန်လေးစားအလွန်ကြည်ညိုမြတ်စွာဘုရားတောင်းဝန်ဝတ္တရားတွေကိုသူကထမ်းဆောင်နေတယ်သို့တော့တပည့်အနေနဲ့သူကတပည့်ကြီးဖြစ်တော့သူထမ်းဆောင်ရမယ့်ဝတ္တရားတွေကိုရှင်အနန္ဒာကထမ်းဆောင်ပေးတယ်လို့ကျေးဇူးတင်ပြီးတော့ရှင်အနန္ဒာကိုအလွန်ခင်မင်းနေအလွန်ရင်းနှီးတယ်ဒါကြောင့်မို့ဖြစ်နိုင်ရင်ရှင်အနန္ဒာကိုခေါ်သွားတာဒါလည်းအကြောင်းတစ်ခုပဲပေါ့နောက်အကြောင်းတစ်ခုကတော့နာရဝိတ္ထေကြီးကလည်းပဲရှင်သာရိပုတ္တရာကိုကြည်ညိုသလိုရှင်အနန္ဒာမထေရမြတ်ကိုလည်းပဲကြည်ညိုတယ်ဘုရားနဲ့ဆက်ဆက်နေတဲ့ပုဂ္ဂိုလ်တွေနေမကောင်းတိုင်းမှာဖြစ်နေတဲ့အခါမှာကိုကြည်ညိုတဲ့ပုဂ္ဂိုလ်ကိုအားကိုးရတဲ့ပုဂ္ဂိုလ်ရောက်လာလို့ရှင်စိတ်အားတွေအများကြီးတက်သွားနိုင်တာပေါ့ဒါသဘာဝပဲအဲ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ရှင်အနန္ဒာခေါ်ပြီးတော့အနာရဝိတ္ထေကြီးအိမ်ကိုသွားကြွသွားပြီးတဲ့အခါမှာယောဂပျောက်ရေးတရားဆေးကိုတိုက်ကျွေးတယ်ပေါ့ယောဂပျောက်စေနိုင်တဲ့တရားဆေးတရားဆိုတဲ့တရားရည်အမြိုက်ဆေးတိုက်တာနဲ့ယောဂဝေဒနာဟာပျောက်နိုင်သလားဘယ်လိုလုပ်ပျောက်တာလဲစိတ်ဆွမ်းအဘက်ကနေကြည့်ပြီးတော့စိတ်ချမ်းသာအောင်လုပ်ပေးခြင်းဖြင့်ယောဂဝေဒနာပျောက်ကင်းနိုင်ဘယ်လိုလုပ်ပျောက်ကင်းနိုင်တယ်လဲလို့ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်မှာဥရုဖောက်ပြန်လို့ကျမကြီးချို့တဲ့ဥရုဇယုတ်တွေအာရကြောင့်ဖြစ်တဲ့ကျမကြီးချို့တဲ့နေတဲ့ယုတ်တွေခန္ဓာကိုယ်ထဲမှာတိုးပွားနေလို့ရှိရင်မကြမ်းမမာဖြစ်တာပဲနာရဝိတ္ထေကြီးကသောတပန်အဆင့်မြတ်တာဖြစ်တော့ကြောင့်လောဘဒေါသမကင်းသေးဘူးပေါ့အဲ့တော့စိတ်ကြောင့်လည်းပဲယောဂဝေဒနာတွေရကျင်ရနိုင်တာပေါ့သို့တော့ပုရုဇဉ်လောက်ဆိုးဆိုးဝါးဝါးတော့မရနိုင်ဘူးပေါ့အဲ့ဒါလို့တခုခုကြောင့်ခန္ဓာကိုယ်ထဲမှာယောဂဖြစ်လာလို့ယောဂဖြစ်စေတတ်တဲ့ယုတ်တရားတွေတိုးပွားနေလို့မကြမ်းမမာဖြစ်လာပြီဆိုရင်
စိတ်ကြည်လင်အေးချမ်းမှုရအောင်ဆောင်ရွက်ပေးလိုက်တဲ့အခါထိုကြည်လင်အေးချမ်းတဲ့စိတ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့ပီတိတွေဖြစ်လာပြီဆိုရင်အဲ့ဒီစိတ်ကနေပြီးတော့စိတ်ဒစရုပ်တွေကိုထုတ်လုပ်လို့တဲ့စိတ်ဒစရုပ်တွေဟာကျမ်းမာတဲ့စိတ်ဒစရုပ်တွေဖြစ်လာတယ်ခုနကမကျမ်းမာတဲ့ရုပ်တွေဟာအချိန်တန်တော့ပျက်စီးသွားပြီနောက်ထပ်ကျမ်းမာတဲ့ရုပ်အစဉ်တွေဟာသူ့တဏ္ဍာမှာဖြစ်ပေါ်ပြီးတော့လာတယ်စိတ်ကိုပြုပြင်ပေးခြင်းဖြင့်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ကျမ်းမာတဲ့ရုပ်တွေဟာခန္ဓာကိုယ်ထဲမှာတိုးပွားလာအဲ့ဒီတိုးပွားလာတာကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာလို့ရှိရင်ကိုယ်ကျမ်းမာမှုကဖြစ်ပေါ်လာနိုင်တယ်ပေါ့ဒီလိုဆက်ဆက်ပြီးတော့လာဘုရားဘာသာတွေဘုဇင်သုံးနာလည်းရလို့ရှိရင်ကျမ်းမာတယ်လို့ဆိုတာနေမကောင်းရင်ဘုဇင်သုံးနာကြတယ်ပေါ့ဘာဖြစ်လို့ဆိုတော့ရှင်မကတ္တဗကြီးနေမကောင်းခင်ကနေမကောင်းစဉ်မြတ်စွာဘုရားဘုဇင်သုံးကိုဟောတယ်ရှင်မောကလန်နေမကောင်းတော့ကလည်းမြတ်စွာဘုရားဘုဇင်သုံးဟောတယ်ကိုရောမြတ်နေမကောင်းတဲ့အခါလဲစုံနာမထေကိုဘုဇင်သုံးရွတ်ခိုင်းလို့ကျမ်းမာသွားတယ်တာမန်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘုဇင်သုံးနာယုံလေးနဲ့ကျမ်းမာသွားတယ်ဆိုတာအဲ့ဒီပုဂ္ဂိုလ်ကြီးအရှင်မြတ်ကြီးတွေရဲ့စိတ်နှလုံးသားတဲကပီတိမျိုးကိုမိမိတို့တဏ္ဍာမှာဖြစ်အောင်လုပ်နိုင်မှသာဘုဇင်သုံးနိုင်ယောဂပျောက်တယ်ဆိုတာဖြစ်နိုင်မှာပေါ့ဒီဘုဇင်သုံးတယ်မကဘူးရှင်ဂိရိမာနန္ဒဆိုရင်တင်ညာ10ပါးတရားဝိပဿနာကျင့်စဉ်ကိုဟောကြားတာ ਨੇ ကျမ်းမာရေးရသွားတာရှိတယ်အဲ့တော့အဓိကကတော့စိတ်ကိုပြင်ပေးတဲ့သဘောပေါ့နိုင်ငံခြားတိုင်းပြည်တွေမှာလည်းပဲဒါ psychotherapist psychotherapy ဆိုတဲ့နည်းစနစ်တွေနဲ့သူတို့နည်းနဲ့လောက်တာပေါ့သို့တော့ဗုဒ္ဓနည်းလောက်မထိရောက်ဘူးပေါ့စိတ်ကိုပြင်ပေးတဲ့နေရာမှာဗုဒ္ဓနည်းဟာထိရောက်စေအဲ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ရှင်အာနန္ဒာနဲ့နာရဝိန္ဒတိကြီးမကြမ်းမှဖြစ်နေတာသွားမေးတယ်ယောဂဝေဒနာပဲနဲ့နေလဲလို့ဆိုတာမေးမြန်းတော့ယောဂဝေဒနာအခြေအနေဆိုးတဲ့အကြောင်းရှင်းလင်းပြောကြတဲ့အခါမှာတရားဟောပေးတယ်အဲ့တော့ဘုဇင်သုံးနာမကျမ်းမာတာမဟုတ်ဘူးခုရှင်သာရိပုတ္တရာမထေရမြတ်ကနာရဝိန္ဒထေကြီးကိုသောတပတ္တိယင်္ဂလို့ခေါ်တဲ့သောတပန်ပုဂ္ဂိုလ်တွေမှာရှိတဲ့အရည်ချင်း၄ရပ်ကိုမဂ္ဂင်7ပါးနဲ့10ပါးမှနောက်ထပ်တိုးထားပြီမဂ္ဂင်7ပါးနဲ့ဆက်ပြီးတော့ဟောကြားထားလိုက်တဲ့ဟောကြားပြီးတော့ရှင်းပြလောကလူတွေဟာကိုယ်မှရှိတဲ့အရည်ချင်းကိုယ်မှရှိတဲ့ကိုရတဲ့တရားမှကိုယ်တိုင်ကခံစားသိရှိနိုင်တာကိုမရတာလာပြောရင်နာညိယုံပဲရှိမှာပဲအဲ့တော့နာရဝိန္ဒထေကြီးကသောတပန်ဖြစ်တော့သောတပန်ရဲ့အရည်ချင်းတွေသူ့မှာရှိတယ်အဲ့သောတပန်အရည်ချင်းတွေကိုဟောပြောပေးတာပဲဟောပြောပေးခြင်းဖြင့်နာရဝိန္ဒထေကြီးကကျမ်းမာသွားဘူးတယ်ပေါ့ကျမ်းမာသွားတော့မှချက်ချင်းနေကောင်းသွားတယ်လို့ဒီလိုဆိုတာအဲ့တော့ရှင်သာရိပုတ္တရာဟောပုံလေးကလူတိုင်းလဲကိုအားပေးစကားပြောလို့ရတာပဲကိုနှလုံးသွင်းလို့လည်းရတာပဲကိုနဲ့ပတ်ဝန်းကျင်မှာလည်းပဲအခုလိုစိတ်ချမ်းသာအောင်ပြောပေးနိုင်တဲ့အရာတွေရှိတယ်ကိုယ့်ဘက်ကိုလည်းပဲတွေးတောပြီးတော့စိတ်ချမ်းသာမှုကိုရယူလို့ရတယ်ယောဂဝေဒနာပျောက်စေတတ်တဲ့အကြောင်းတစ်ခုအကြောင်းအဖြစ်ရှင်သာရိပုတ္တရာကနာရဝိန္ဒထေကြီးကိုရှင်းလင်းဟောကြားတာတထေကြီးကိုနားဆိုင်နေတဲ့အချိန်လေးမှာသူပြောတာမြတ်စွာဘုရားအပေါ်မှာယုံကြည်မှုတရားတရားကင်းမဲ့နေတဲ့ပုဂ္ဂိုလ်တယောက်ယုံကြည်မှုတရားတရားကင်းမဲ့နေတဲ့တရားဓမ္မမနာဘူးသေးတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တယောက်အတုတဝါပုထုဇနောအတုတဝါပုထုဇနာဆိုတာတ
တရားဓမ္မနဲ့ဝေးနေတဲ့ပုထုဇဉ်ဘုရားဟောတဲ့တရားကိုလုံးဝမကြားဘူးမကြားဘူးယုံနေမကဘူးထိုတရားတိုင်ကြည်ကြံကြုတ်ကိုအထုံးမှုမရှိသဖြင့်လက်တွေ့သိရှိရရှိထားတဲ့တရားလည်းမရှိဘူးအဲ့ဒီလိုဘုရားတရားနဲ့ဝေးနေတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေမှာဘုရားပေါ်မှာမကြည်ညိုခြင်းအကြည်ညိုမဲ့ခြင်းဆိုတဲ့အကုသိုလ်စိတ်တွေဖြစ်ပေါ်လာတတ်တယ်ဘုရားလက်ထက်မှာလည်းဒီလူဟာတွေကအများကြီးရှိတာဘုရားပေါ်မှာကြည်ညိုမှုကင်းခြင်းဆိုတဲ့အကုသိုလ်စိတ်တွေဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီကြည်ညိုမဲ့တဲ့စိတ်အကုသိုလ်စိတ်ကြောင့်တည်တဲ့အခါမှာအပယ်လေးပုံကိုရောက်သွားနိုင်တယ်ပေါ့အပယ်လေးပုံကိုရောက်တယ်အဲ့ဒီလိုအကြည်ညိုမဲ့တဲ့စိတ်မျိုးဟာအနာရဝိတ္တထေကြီးမှာမရှိပါဘူးတဲ့နာရဝိတ္တထေကြီးမှာရှိတာကမြတ်စွာဘုရားကိုအသိဉာဏ်နဲ့သက်ဝင်ပြီးတော့ဂုဏ်တော်တွေကိုနှစ်ကာယုံကြည်ပြီးတော့ချီးညိုတဲ့တရားတရားသင်တကာကြီးမှာရှိနေတာဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဒီဘုရားပေါ်မှာခိုင်မြဲတဲ့အသိဉာဏ်ရှိတဲ့ချီးညိုစိတ်ဟာဒီကြည်ညိုခြင်းဆိုတဲ့တရားတရားကိုမိမိတဏ္ဍာမှာဘုရားကိုအာယုံပြုပြီးတော့ကြည်ညိုတဲ့တရားတရားတွေကိုယ်စိတ်ထဲမှာတိုးပွားအောင်လုပ်လိုက်ရင်ယောဂဝေဒနာချက်ချင်းပျောက်သွားမှာပါလို့ဒါအားပေးစကားတစ်ခုအနေနဲ့ပြောလိုက်တယ်ဒါကိုနီးယူပြီးတော့ဘုန်းကြီးတို့တွေအားလိုက်နေမကောင်းတိုင်မသာရှိလာလို့ရှင်အေးငါမှဘုရားပေါ်မှာကြည်ညိုတဲ့စိတ်တွေရှိတယ်ဘုရားကိုအာယုံပြုပြီးတော့ငါစိတ်ထဲကကြည်နူးတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေတစ်ခုစီတစ်ခုစီဆင်ញင်စဉ်းစားလို့အရဟံဖြစ်စေသမ္မာသမ္ဗုဒ္ဓောဖြစ်စေဝိဇ္ဇာစရဏသမ္ပန္နောဖြစ်စေအရဟံဆိုလို့ရှိရင်စဉ်းစားတိုက်တာငါမှာတော့လောဘတွေဒေါသတွေမောဟတွေရှိမြတ်စွာဘုရားမှာတော့အဲ့ဒီလောဘဒေါသမောဟဆိုတာတွေအကုန်လုံးကင်းနေတာပါလားတို့မှရှိနေတဲ့ကိလေသာတွေမြတ်စွာဘုရားမှာအကုန်ကင်းနေတာဒါကြောင့်မို့တကယ်ကိုအရဟံပဲလို့ဘုရားဂုဏ်တော်တွေကိုတွေးတောပြီးတော့စိတ်ထဲမှာကြည်နူးလာအောင်ပိဋိသောမနတာတွေဖြစ်ပွားလာအောင်အသိဉာဏ်နဲ့ဆင်ញင်စဉ်းစားပေးလိုက်မယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာဖြစ်ပေါ်နေတဲ့ယောဂဝေဒနာပျောက်ကင်းသွားနိုင်တယ်ဒါကြောင့်မို့မကြမ်းမမာဖြစ်လာပြီဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာနေမကောင်းညင်မှုဆိုလို့ရှိရင်ဘုရားကုံကိုအာယုံပြုခြင်းဖြင့်မိမိကိုယ်ကြမ်းမာမှုကိုရအောင်ယူလို့ရတယ်ပေါ့အနာရဝိတ္တထေကြီးကိုရှင်သာရိပုတ္တရာမထေရမြတ်ကဒီနည်းကိုပေးနေတာကျောင်းတကာတထေကြီးတဲ့မြတ်စွာဘုရားအပေါ်မှာအသိပညာနဲ့နှစ်ကယုံကြည်တဲ့တရားတရားအသက်မှာခိုင်ခိုင်မာမာရှိပါတယ်အဲ့ဒီတရားတရားရှိနေသည့်အတွက်ကြောင့်ဘုရားကိုအာယုံပြုလိုက်တာနဲ့ယောဂဝေဒနာတွေဟာပျောက်ကင်းသွားနိုင်ပါတယ်လို့ဒီလိုအားပေးတာအဲ့ဒီအားပေးနေတဲ့အချိန်မှာပဲအနာရဝိတ္တထေကြီးကလည်းဘုရားကိုကြည်ညိုပြီးသားဖြစ်နေတဲ့ပုဂ္ဂိုလ်အားလျော်စွာသူကဘုရားဂုဏ်တွေကိုအာယုံပြုပြီးစိတ်ထဲမှာကြည်နူးမှုတွေရလာအဲ့လိုကြည်နူးလိုက်တဲ့အချိန်မှာပဲခန္ဓာကိုယ်ထဲမှာနာကျင်ကြိုက်ခဲနေတဲ့ယောဂဝေဒနာတွေဟာမေ့ပြောက်ပြီးတော့သွားရှင်သာရိပုတ္တရာကဆက်ပြီးတော့ဟောတယ်မြတ်စွာဘုရားဟောကြားတဲ့မေတ္တရားဖို့တရားနိဗ္ဗာန်လို့ဆိုတဲ့ဓမ္မဟောကြားထားတဲ့ဒေသနာလို့ခေါ်တဲ့ပရိယတ္တိဓမ္မတွေနဲ့ပတ်သက်ပြီးတော့မကြည်ညိုတဲ့ပုဂ္ဂိုလ်တွေအထင်မြင်လွဲနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေဟာမကြည်ညိုမှုထင်မြင်လွဲမှုကိုအကြောင်းပြုပြီးတော့အပင်ငယ်ရဲ့ကျသွားနိုင်တယ်။ကျောင်းတကာတထေကြီးမှာတော့အခုလိုမကြည်ညိုမှုဆိုတာမရှိဘူးတရားနဲ့ပတ်သက်လာလို့ရှိရင်တရားဂုဏ်တော်တွေကိုနှစ်ကာသိပြီးတော့ကိုယ်တွေ့လဲတရားကိုမျက်မှောက်ပြုထားတာဖြစ်သောကြောင့်
ကိုယ်တိုင်သိရှိထားတဲ့တရားဓမ္မတွေကိုအာရုံပြုလိုက်မယ်ဆိုလို့ရှိရင်ယောဂဝေဒနာတွေဟာချက်ချင်းပျောက်ကင်းသွားနိုင်ပါတယ်လို့အဲ့ဒါလို့အကြံပြုတရားဟောကြားတဲ့အခါမှာတရားရဲ့ခုံတွေကိုအာရုံပြုတာယောဂတွေတက်တာသွားတယ်ထို့တူပဲလောကမှာတကယ်အရိယသံဃာတွေပေါ်မှာအကြည်ညိုမဲ့ခြင်းလို့ဆိုတဲ့အကုသိုလ်စိတ်တွေနဲ့တည်သွားမယ်ဆိုလို့ရှိရင်အပင်ငယ်ရောက်နိုင်တယ်တင်တထေးကြီးမှာတော့အရိယသံဃာတွေပေါ်မှာနှစ်ကံကယုံကြည်တယ်အသိဉာဏ်သက်ဝင်ပြီးတော့ယုံကြည်တယ်ဆိုတဲ့တရားစွမ်းအားဉာဏ်စွမ်းအားတွေရှိနေတယ်အဲ့ဒီတရားစွမ်းအားဉာဏ်စွမ်းအားတွေကိုအာယုပြုခြင်းဖြင့်ယောဂဝေဒနာပျောက်ကင်းလာနိုင်တယ်လို့ဒီလိုပြောတော့တန်ခါကုံကိုအာယုပြုဘာဖြစ်လို့တုံးဆိုတော့သောတာပန်ပုဂ္ဂိုလ်ဟာဘုရားတရားတန်ခါကိုကြီးညိုတာသူများနဲ့မတူပုရုဇဉ်တွေကြီးညိုမှုနဲ့မတူမပြောင်းလဲတဲ့အသိဉာဏ်သက်ဝင်တဲ့ကြီးညိုမှုမျိုးဒါမို့အဝိစ္စပတာထလို့ခေါ်တယ်လှုပ်ရှားရရင်ခြင်းမရှိဘူးကြံ့ခိုင်တဲ့ကြီးညိုမှုကြံ့ခိုင်တဲ့ကြီးညိုမှုဆိုတာအသိဉာဏ်နဲ့ဆုံးဖြတ်ပြီးတော့ကြီးညိုတဲ့ကြီးညိုမှုပုရုဇဉ်တွေရဲ့တရားတရားဆိုတာအသိဉာဏ်နဲ့ထိမ့်မထားသည့်အတွက်ကြောင့်ရိမ့်ရိုင်သွားသေးတယ်တတ္တဗံပုဂ္ဂိုလ်ဖြစ်သွားလို့ရှိရင်ဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့သူတို့ရဲ့တရားတရားဟာရိမ့်ရိုင်လှုပ်ရှားခြင်းမရှိဘူးကြံ့ခိုင်သွားတဲ့အနေအထားမှာရှိတယ်ဆိုတော့အဲ့ဒီစွမ်းအားတွေစိတ်ထဲမှာနှလုံးသွင်းလိုက်တာနဲ့တပြိုင်နက်သူကိုယ်တိုင်မျက်မှောက်ပြုထားတဲ့သူတဏ္ဍာမှာရှိတဲ့တရားတွေကိုအာရုံပြုရင်းယောဂဝေဒနာတက်တာဟောနောက်တစ်ခုကိုချင်းသီလနဲ့ပတ်သက်လာအရိယကန္တအရိယာတွေကမျက်မျက်နှုံနှုံဆောင်းလျှောက်တယ်ဆိုတဲ့သီလကိုချင်းတရားပါလဲဆိုရင်၅ပါးသီလမျက်နှိုးတယ်ဆိုတာဘယ်လောက်ထိမျက်နှိုးတာတုံးလို့မေးလို့ရှိရင်ဘုန်းကြီးတို့ပုရုဇဉ်တွေကိုယ့်အကိုကြည့်ပါပုရုဇဉ်ပုဂ္ဂိုလ်တွေကလွယ်လွယ်နဲ့၅ပါးသီလကိုချိုးဖောက်နိုင်ကြတယ်လွယ်လွယ်နဲ့ချိုးဖောက်နိုင်တယ်ဆိုတာဘာမှတန်ဖိုးမရှိတဲ့ကိစ္စလေးနဲ့လည်းပဲ၅ပါးသီလကိုချိုးဖောက်တယ်အဲ့တော့၅ပါးသီလဟာသူလိုချင်တဲ့တန်ဖိုးဝေချေတနာလောက်တောင်တန်ဖိုးမထားဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရှိတယ်လွယ်လွယ်လေးနဲ့၅ပါးသီလနဲ့လဲပြစ်ကြတယ်ပေါ့အရိယပုဂ္ဂိုလ်တွေကြတော့၅ပါးသီလကိုလွယ်လွယ်နဲ့လဲပြစ်တာမရှိဘူးနောက်ဆုံးမှာအသက်နဲ့၅ပါးသီလအသက်အသေးခံမလား၅ပါးသီလကိုဖောက်ဖျက်မလားလို့ဆိုရင်အသက်ကိုအသေးခံမယ်၅ပါးသီလမဖောက်ဖျက်ဘူးဆိုအသက်ထက်ကိုတန်ဖိုးထားပြီးတော့ဆောင်းလျှောက်လို့ဒါမှမဟုတ်အရိယကန္တလို့ခေါ်တယ်အရိယပုဂ္ဂိုလ်တွေကအလွန်မျက်မျက်နှုံနှုံထိမ့်သိမ်းဆောင်းလျှောက်မျက်နှိုးတာဒီဘဝတွင်လားလို့ဆိုမဟုတ်ဘူးဘဝကူးသွားလို့နောက်ဘဝရောက်ရင်လည်းပဲဒီကိုချင်းတရားနဲ့ပတ်သက်ပြီးတော့သူတို့မှခိုင်မြဲသွားတယ်ကြိုးချင်းပေါက်ချင်းပျောက်ချင်းကြားချင်းဆိုတာမရှိဘူးတမာရီကိုဖော်ဆောင်နိုင်လောက်အောင်သူတို့သီလခိုင်မြဲတယ်တမာတိတံဝတ္တနိကံဤတမာတိကိုဖြစ်စေတယ်ကိုချင်းသီလကတမာတိကိုဘယ်လိုဖြစ်စေတာတုံးလို့ဆိုလို့ရှိရင်ကိုချင်းသီလရဲ့စွမ်းဆောင်မှုကကြည့်ရသော်ဗျာထိုထိုသုတ်တန်နေမှာဟောတာရှိတယ်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ရဲ့သီလကိုဆင်ញင်လိုက်တဲ့အခါမှာဘယ်တော့မှဆိုစိတ်နှလုံးအေးချမ်းမှုကိုရရှိစိတ်နှလုံးမသားမရာဆိုတာမဖြစ်ဘူးဒါကြောင့်မို့သီလံအဝိပတိတာရာယသီလဆိုတာစိတ်နှလုံးအေးချမ်းတယ်စိတ်နှလုံးထဲမှာကြည်လင်တယ်အဲ့ဒီစိတ်နှလုံးအေးချမ်းမှုကဘာကိုစွမ်းဆောင်ပေးတော့ဆိုတော့ဝမ်းမြောက်မှုကိုစွမ်းဆောင်ပေးပမောဇဝမ်းမြောက်မှုကဘာတော့ဆိုရင်စိတ်ကိုနှစ်သက်ကျေနပ်မှုပီတိကိုဆောင်ခြင်းပေးတယ်အဲ့ဒီပီတိကဘာကိုဆောင်ခြင်းတယ်လဲဆိုရင်ပတ္တတိလို့ခေါ်တယ်ကိုယ်စိတ်ငြိမ်းချမ်းမှုကိုဆောင်ခြင်းပေးတယ်တခါကိုယ်စိတ်ငြိမ်းချမ်းမှုရှိလာတာနဲ့တပြိုင်နက်ဒုက္ခလို့ဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုတွေရဒုက္ခဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုရလာတာနဲ့တပြိုင်နက်တမာတိစိတ်တည်ငြိမ်မှုလေးရတာဒါကြောင့်မို့လို့သီလကိုပြည့်ပြည့်ဝဝစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေဟာ
သမာဓိကိုရဖို့ရအမှန်တမ်းလွယ်ကူတယ်သီလမလုံခြုံဘူးဆိုလို့ရှိရင်ကပ္ပဋ္ဌာန်းထိုင်လိုက်တာနဲ့တပြိုင်နက်ကိုယ့်ရဲ့လုပ်ရက်တွေဟာအရေးမဲကြီးလို့စိတ်ထဲမှာလွှမ်းမိုးလာတတ်တယ်သီလကျွလွန်ဖောက်ဖျက်မှုကိုအကြောင်းပြုပြီးတော့လူဟာစိတ်နှလုံးမသားမရာဖြစ်ကြရတယ်ပေါ့သီလရှိပြီဆိုရင်စိတ်နှလုံးမသားမရာဆိုတာဝိပဋိတာရဆိုတာမလာတော့ဘူးပေါ့အဲ့ဒါလို့ကိုချင်းသီလနဲ့ပတ်သက်ပြီးအသက်တန်မိုးထားပြီးတော့ထိမ့်သိမ်းဆောက်ရှောက်တာအဲ့ဒါလို့ထိမ့်သိမ်းဆောက်ရှောက်မှုမရှိဘူးသီလကိုမျက်မျက်နှုံနှုံမဆောင်ထိန်ဘူးပါဏာတိပါဒကိုလည်းကျွလွန်တယ်အာရိဏဒါနကာမိတုမိစ္ဆာစာရမုဒ္ဒဝါဒသူရမေရိယဆိုတာတွေကိုလွယ်ကူကူနဲ့ကျွလွန်တဲ့ပုဂ္ဂိုလ်တွေဟာထိုအကုသိုလ်ပြစ်မှုကြောင့်အပင်ငရဲကိုကြာကြတယ်။ကျောင်းတက္ကနာရဝိတ္ထေကြီးမှာတော့ဒီလိုအပယ်ကိုကြเสียသီလကျွလွန်ဖောက်ဖျက်မှုတစ်ခုမှမရှိဘူး။သီလကိုအသက်တန်မိုးထားပြီးစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ကိုယ့်ရဲ့သီလကိုကိုအာယုံပြုလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာကြည်နူးဝမ်းသာလာပီတိဖြစ်လာနိုင်နာရဝိတ္ထေကြီးကရှင်သာရိပုတ္တရာဟောပြောချက်ကိုနားထောင်ရင်စိတ်ထဲမှာကျဉ်တ်လာယောဂတဖြည်းဖြည်းမေ့လာယောဂပေါ်မှာစိတ်မရောက်တော့အဲ့တော့ဗုဒ္ဓေဝိသပတ္တာရဘုရားကိုနှစ်ကာကြီးညိုတယ်အသိဉာဏ်နဲ့ဓမ္မေဝိသပတ္တာရတရား၌နှစ်ကာကြီးညိုတယ်သံဃေဝိသပတ္တာရသံဃာ၌နှစ်ကာကြီးညိုအရိယကန္တသီလအရိယတွေမျက်မျက်နှိုးတဲ့စောင်းမျက်မျက်နှိုးစောင်းလျှောက်တဲ့သီလနဲ့ပြည့်စုံတယ်ဆိုရင်သောတပတ္တိယင်ကသောတပန်ပုဂ္ဂိုလ်ဆိုတာဒီအချက်လက်တွေနဲ့ပြည့်စုံအောင်အနာရဝိတ္ထေကြီးကဒီအချက်လက်တွေနဲ့ပြည့်စုံနေတာအဲ့ဒီပြည့်စုံနေတဲ့ပုဂ္ဂိုလ်အဲ့တော့ဒီအချက်လက်တွေသူ့မှာရှိနေတယ်ဆိုတော့သူ့ထဲမှာသူရှိနေတယ်ဆိုတော့မသိဘူးလားလို့ဆိုသိတာပေါ့သို့တော်လည်းဒီအချိန်မှာနေမကောင်းနေတဲ့အချိန်မှာဆိုရင်ဒါတွေကိုစဉ်းစားမိခြင်းမှာစီးစားမယ်ပေါ့ရှင်သာရိပုတ္တရာကထုတ်ဖော်ပေးတာဘာမှကြောက်စရာမလိုဘူးကြည်ကိုမှအားကိုးစရာတွေရှိတယ်ဘုန်းကြီးတို့တွေကအားကိုးတယ်ဆိုတာဓမ္မကိုအားကိုးရမယ့်အစားပုဂ္ဂလကိုသွားအားကိုးတာမျိုးတွေများတတ်တယ်အဲ့တော့ပုဂ္ဂိုလ်ဆိုတာတကယ်အားကိုးရဖြစ်လားဆိုတော့မဖြစ်ဘူးတရားဓမ္မကသာအားကိုးရဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဓမ္မတိပဘိက္ခွေဝိဟရထဓမ္မတရဏအနိညတရဏဓမ္မကိုအားကိုးကြလို့ဓမ္မဟာသာဝရအားကိုးလို့ရတဲ့အရာတစ်ခုဖြစ်တယ်ပုဂ္ဂိုလ်ဆိုတာသာဝရအားကိုးလို့မရဘူးပုဂ္ဂိုလ်ကမမြဲဘူးမမြဲသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ကိုအားကိုးနေလို့မရဘူးသို့တော့လောကလူတွေကအားကိုးကြတာပုဂ္ဂိုလ်ကိုအားကိုးကိုကြီးကဓမ္မကိုအားကိုးတဲ့ပုဂ္ဂိုလ်ကအလွန်နည်းတယ်ပေါ့ဒါကြောင့်မလို့လေဒီအနာရဝိတ္ထေကြီးမကြမ်းမမာဖြစ်နေတဲ့အခါမှာရှင်သာရိပုတ္တရာမထေရမြတ်ကဓမ္မကိုအားကိုးဖို့တရားစည်းကိုတိုက်ကြွေးတယ်ဆိုတာဓမ္မကိုအားကိုးဖို့ဟောနေတာကိုယ်တဏ္ဍာမှာရှိတဲ့တရားတွေရှိနေတာပဲဘာစိုးရိမ်စရာလို့လဲဘာမှစိုးရိမ်စရာမလိုဘူးဆိုတာဒါတွေကိုပြန်ပြီးနှလုံးသွင်းလိုက်တာနဲ့စိတ်တွေကကြည်လင်းလာပြီးစိတ်ချမ်းသာမှုတွေပိုရလာတဲ့အခါကိုယ်ကျမ်းမာမှုဟာဖြစ်လာနိုင်တယ်ပေါ့နောက်ရှင်သာရိပုတ္တရာကထပ်ပြီးတော့ရှင်းပြနာရဝိတ္ထေကြီးမှာတဲ့ကျောင်းတကာကြီးမှာမိစ္ဆာသင်္ကပ္ပမိစ္ဆာဒိဋ္ဌိလို့ဆိုတဲ့မှားယွင်းတဲ့အမြင်တွေမရှိဘူးတဲ့သမ္မာဒိဋ္ဌိလို့ခေါ်တဲ့မှန်ကန်တဲ့အမြင်တွေကိုသာလက်ခံကျင့်သုံးတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့တော့မှားတဲ့အမြင်ဆိုတာဘာတွေပြောတာတော့အခြေခံအားဖြင့်ကံကံဤအကျိုးမယုံကြည်တာမှားတဲ့အမြင်တစ်ခုအခြေခံကြဆုံးဖြစ်တဲ့ဒုစရိုက်မနောဒုစရိုက်လို့ခေါ်တဲ့မိစ္ဆာဒိဋ္ဌိဟာနတ္ထိကဒိဋ္ဌိပဲဖြစ်နတ္ထိကဒိဋ္ဌိဆိုတာဘာတော့ကံတရားရဲ့အကျိုးကိုညှင်းပယ်ကံတရားရဲ့အကျိုးကိုညှင်းပယ်လိုက်ခြင်းအပြင်ကံတရားကိုလည်းညှင်းပယ်ရရောက်သွားတယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိ
မနောဒုစရိုက်ဆိုမိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိမျိုးနာရဝိန္ဒထေကြီးမှမရှိဘူးဟောနောက်တစ်ခုကြည့်အောင်မလားယုတ်တရားနံတရားတွေပေါ်မှာသို့မဟုတ်ခန္ဓာ၅ပါးပေါ်မှာငါလို့ယူဆတာရဲ့ငါဟာလို့ယူဆတာအတ္တအတ္တနိယအတ္တနဲ့အတ္တရဲ့ပိုင်ဆိုင်မှုပစ္စည်းတစ်ခုအနေနဲ့ဒီလိုရှုမြင်တဲ့တက္ကရာဒိဋ္ဌိခန္ဓာ၅ပါးဆိုတာတကယ်ရှိတာပဲတကယ်ရှိတာဖြစ်သောကြောင့်သကာယတကယ်ရှိတဲ့ခန္ဓာ၅ပါးကိုဒိဋ္ဌိမရှိတဲ့အတ္တအနေနဲ့ထင်မြင်ယူဆတာရှိတာကခန္ဓာ၅ပါးမရှိတာကသူထင်နေတဲ့အတ္တခန္ဓာ၅ပါးတစ်ခုကအတ္တဆိုတာငါသို့မဟုတ်အတ္တဆိုတဲ့ယူဆွဲမှုအတ္တနိယဆိုတာငါဟာငါလို့ထင်တယ်ငါဟာလို့ထင်တယ်ခန္ဓာ၅ပါးဆိုတာရှိတယ်သို့တော့ခန္ဓာ၅ပါးကိုငါလို့ထင်တယ်ဆိုတဲ့မှားယွင်းတဲ့မြင်ငါလို့ဆိုတဲ့သူ့ရဲ့ထင်မြင်ယူဆချက်ကတော့မရှိဘူးတဲ့အမှန်မဟုတ်ဘူးလို့ပြောငါဟာလို့ထင်နေတာလဲငါဟာမဟုတ်ဘူးအဲ့ဒါလို့တက္ကာယဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်နေအနာရဝိန္ဒထေကြီးမှမရှိဘူးမှန်ကန်တဲ့အမြင်ပဲရှိတယ်မှန်ကန်တဲ့အမြင်နေဆိုတာဘာတွေလဲဆိုရင်ကာမတက္ကတာသမာဓိဋ္ဌိကံသာလင်ကိုယ်ပိုင်ဥစ္စာကံသာလင်ကိုယ်ပိုင်ဥစ္စာဆိုတာကိုလှုပ်တာကိုဆိုင်နေဆိုရယ်ကံကိုအတိမတ်ပြုတာကံရဲ့အကျိုးတရားကိုအတိမတ်ပြုတဲ့သဘောအဲ့ဒီအမြင်ရှိုံနဲ့မကဘူးဝိပဿနာတမ္မာဒိဋ္ဌိဝိပဿနာဉာဏ်နဲ့ယုတ်တရားနံတရားတွေကိုသိသို့မဟုတ်နာမရူပပရိစ္ဆေဒဉာဏ်နာမရူပပရိစ္ဆေဒဉာဏ်ယုတ်နဲ့နံကိုပိုင်းခြားသိတဲ့အတိကြောင့်တက္ကရာဒိဋ္ဌိဆိုတာသူ့တဏ္ဍာမှာမရှိဘူးအဲ့ဒီနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တဲ့တမ္မာဒိဋ္ဌိဒီတွေမကဘူးဝိပဿနာဉာဏ်7ပါးအစဉ်စဉ်သွားလို့သောတပတ္တိမဲ့သောတပတ္တိဖို့လို့ဆိုတဲ့တမ္မာဒိဋ္ဌိဉာဏ်နာရဝိန္ဒထေကြီးမှာရှိနေတာအဲ့တော့မိစ္ဆာဒိဋ္ဌိဖြစ်တဲ့ပုဂ္ဂိုလ်သားလည်းထိုမိစ္ဆာဒိဋ္ဌိကိုအကြောင်းပြုပြီးတော့ပင်ငရဲကြနိုင်တာနာရဝိန္ဒထေကြီးမှာမိစ္ဆာဒိဋ္ဌိဆိုတာမရှိဘူးတမ္မာဒိဋ္ဌိတကယ်ကိုအစစ်မြင့်တဲ့သောတပတ္တိမဲ့သောတပတ္တိဖို့လို့ခေါ်တဲ့ဒီတမ္မာဒိဋ္ဌိအတိညာထိအောင်ရှိထားတဲ့ပုဂ္ဂိုလ်တယောက်ဖို့ယောဂဝေဒနာတွေဘာမှမပြောက်ခင်းစရာမရှိဘူးဒီအည်သွေးတွေလည်းငါတဏ္ဍာမှာရှိတယ်လို့စဉ်းကျင်စဉ်းစားမယ်ဆိုရင်ယောဂဝေဒနာတွေဟာပျောက်သွားနိုင်ပါတယ်ချက်ချင်းပျောက်သွားနိုင်ပါတယ်ဒါကုပုကိုစဉ်းကျင်စဉ်းစားဖို့ရှင်သာရိပုတ္တရာနိလံပေးတာဘုန်းကြီးတို့တွေလည်းစဉ်းကျင်စဉ်းစားကြည့်ငါမှမိစ္ဆာအယူဝါဒတွေရှိနေသလားငါရဲ့တမ္မာဒိဋ္ဌိဟာဘယ်အတိုင်းတာထိရှိသလဲကံကံရဲ့အကျိုးကိုယုံကြည်ခြင်းဆိုတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိကအနှိမ့်ဆုံးပဲအခြေခံတမ္မာဒိဋ္ဌိအဲ့ဒီတဲ့အစစ်မြင့်တာကဝိပဿနာတမ္မာဒိဋ္ဌိဝိပဿနာတမ္မာဒိဋ္ဌိဆိုတာအဲ့ဒီမှာလည်းပဲထပ်ခွဲလို့ရှိရင်နာမရူပပရိစ္ဆေဒဉာဏ်တတ္တဝါဆိုတာမရှိဘူးနာနဲ့ယုတ်နှမျိုးသာရှိတယ်လို့ဒီလိုနာနဲ့ယုတ်ပိုင်းခြားသိပြီးတတ္တဝါဆိုတဲ့အယူအတွေးကိုကျော်လွှားနိုင်တဲ့အမြင်မျိုးရှိရအဲ့ဒါတမ္မာဒိဋ္ဌိအဲ့ဒီဟာနေတဆင့်တက်လိုက်လို့ရှိရင်ယုံနဲ့နာဆိုတာသူ့ဟာသူဖြစ်တာမဟုတ်ဘူးဆံရဆံရအကြောင်းတရားတွေကြောင့်ဖြစ်တာလို့အကြောင်းတရားပါတွဲဖက်ပြီးတော့သိလိုက်ရင်ပစ္စယပရိက္ခဉာဏ်ဒါလည်းတမ္မာဒိဋ္ဌိပဲအဲ့ဒီကနေယုတ်တရားနံတရားတွေရဲ့ဖြစ်ပြီးရင်ပျောက်ကွယ်သွားတဲ့အနိစ္စသဘောဖြစ်မှုပြမှုတွေကအမြဲတမ်းအနှောင့်အယှက်ပေးနေတဲ့ဒုက္ခသဘောထိုကဲ့သို့ဒုက္ခပေးနေတော့လဲမိမိဘာမှမတတ်နိုင်ဘူးကိုယ်ဆန္ဒအတိုင်းဘာမှမဖြစ်ဘူးဆိုတဲ့အနတ္တသဘောအဲ့ဒီအနတ္တသဘောနဲ့ယုံ nant တရားသင်္ခါရခန္ဓာ၅ပါးကိုရှုမြင်သုံးသပ်လာနိုင်တာသမထနာညာဒါလည်းပဲတမ္မာဒိဋ္ဌိပဲအဲ့ဒီတဲ့အစစ်မြင့်သွားပြီဆိုတဲ့အခါမှာယုံ nant တရားတွေရဲ့ဖြစ်မှုကိုဖြစ်ခိုက်လေးမှမြင်လိုက်တယ်ပြက်သွားရင်ပြက်တဲ့အခိုက်ကလေးမှမြင်တယ်ပစ္စုပန်ဆက်ဆက်ဖြစ်ခိုက်ပြက်ခိုက်ကိုမြင်လာပြီဆိုရင်ဒါဥရိယဗျာဉာဏ်လို့ခေါ်တယ်
အဲ့တော့မဖြစ်ခင်ကလည်းရှိနေတာမတွေ့ရဘူးဖြစ်ပြီးပြတ်သွားပြီးတဲ့နောက်မှာလည်းတဏှာစုပုံနေတာဆိုတာမရှိရဘူးမရှိဘူးအကြောင်းတိုက်ဆိုင်လို့ဖြစ်လာပြီးတဲ့နောက်မှာသူတတအားလျော်ဆိုတာပျက်စီးသွားတယ်ဆိုတာယုံနာဓမ္မသင်္ခါရတို့ရဲ့အနိစ္စသဘောဟာပို့ပြီးတော့ရှင်းရှင်းကြီးမြင်လာဥရိယပြညာဒါလည်းသမ္မာဒိဋ္ဌိပဲပေါ့အဲ့ဒီကနေပြီးတော့ဖြစ်မှုဆိုတဲ့အရာကိုပဲတတိပဋ္ဌာတော့လင်းလင်းမြန်မြန်ပြတ်နေတဲ့သဘောတွေကြောင့်မလို့ပြတ်မှုဘက်ကိုအာယုံဟာစိုက်လာပြီတပြက်တည်းပြတ်နေတာတွေကိုမြင်လာတဲ့အခါကျတော့ဘင်္ဂဉာဏ်ဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒါဟာအနိစ္စမှာအစစ်မြင့်ဆုံးဉာဏ်တစ်ခုပဲပေါ့အနိစ္စလက္ခဏာကိုမြင်တာဘင်္ဂဉာဏ်အစစ်မြင့်ဆုံးပဲအဲ့ဒါလည်းပဲတမ္မာဒိဋ္ဌိပဲဒီတမ္မာဒိဋ္ဌိကနေပြီးတော့ဒီယုံ nant တရားတွေရဲ့အနိစ္စဒုက္ခအနတ္တမြင်တာကတဖြည်းဖြည်းအမြင်နဲ့ထူးခြားပြီးတော့လာတယ်ဘာတွေထူးခြားလာတော့ဆိုဒီလောက်တောင်ပြည့်နေတဲ့သင်္ခါရတရားတွေဟာကြောက်စရာကြီးပါလားလို့မြင်လာတယ်ကြောက်စရာကြီးလို့မြင်လာတော့တကယ်ကိုအပြစ်နာစာတွေအပြစ်ကင်းတဲ့အရာမဟုတ်ဘူးအပြစ်နာစာတွေနဲ့ပြည့်နေတယ်မြင်လာတယ်ဒါလောက်အပြစ်နာစာတွေများတဲ့သင်္ခါရတရားတွေကလွတ်ချင်တယ်တွေးမိလာတယ်လွတ်ဖို့ကြိုးစားလာလွတ်ဖို့ကြတော့လွတ်ရလွတ်ကြောင်းလမ်းစာကိုရှာတယ်ဆိုတဲ့လမ်းစာကိုရှာရင်းကနေသင်္ခါရတရားတွေပေါ်မှာစိတ်တည်တည်ငြိမ်ငြိမ်ထားနိုင်ပြီးတော့အသိဉာဏ်ရင့်ကျက်မှုရလာတယ်ဒါတွေကဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တဲ့ဉာဏ်အမြင်တွေပဲတထေးကြီးမှာဒီဉာဏ်အမြင်တွေရှိုံနဲ့မကဘူးဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမေဃသစ္စာလို့ခေါ်တဲ့သစ္စာလေးပါးကိုတပြိုင်နက်သိတယ်ဆိုတာနိဗ္ဗာန်ကိုပထမဆုံးမြင်တယ်သောတာပန်ဖြစ်တယ်ဆိုတာနိဗ္ဗာန်ကိုပထမဆုံးမြင်လိုက်တာဒါမှမဟုတ်နိဗ္ဗာန်ကိုပထမဆုံးမြင်လို့ဓတ္တနာသောတာပတိမက်ကိုဓတ္တနာလို့ခေါ်တယ်သောတာပတိမက်ကနိဗ္ဗာန်ကိုသာမြင်တာဝိပဿနာဉာဏ်ကဒုက္ခကိုပိုင်းခြားပြီးတော့ရှုမှတ်နေတယ်မဂ္ဂသစ္စာကိုအဆင့်မြင့်ပြီးတော့ဝိပဿနာဉာဏ်တိုးတက်အထောက်တော့မဂ္ဂသစ္စာလို့ဆိုတဲ့ဝိပဿနာကအစွမ်းအားတွေမြင့်လာတဲ့အခါကျတော့ဒုက္ခကိုပိုင်းခြားသိုံနဲ့မကဘူးဒုက္ခရဲ့အဆုံးချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမြင်တယ်နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်ဒုက္ခသမုဒယဆိုတဲ့ဆရာကိလေသာတွေကိုလည်းပယ်သွားနိုင်တယ်အဲ့ဒါလို့အစင်းမြင့်တဲ့မဂ္ဂတမ္မာဒိဋ္ဌိဖလားတမ္မာဒိဋ္ဌိဆိုတာလည်းယာပြီးသားဖြစ်နေတယ်ဒါကြောင့်မို့လို့မိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကသာလဲဘဝအရေးမှာစိတ်မအေးရပေမဲ့လို့တမ္မာဒိဋ္ဌိရှိထားရင်ဘဝအရေးစိတ်အေးရတယ်လို့စိတ်အေးစရာတွေကိုရှင်သာရိပုတ္တရာကနေထုတ်ဖော်ပြသလိုက်တဲ့အခါနာရဝိတ္ထေကြီးဟာစိတ်ထဲမှာငြိမ်းချမ်းမှုရရှိသွားအရင်ကတည်းကမသိဘူးလားဆိုတော့သိတော့ဒီလိုတရားဟောနေတဲ့အချိန်မှာတရားကိုအာရုံစိုက်မြတ်စွာဘုရားပဲကြည်လေမြတ်စွာဘုရားဘုဇင်9ပါးပွားလို့ဘုရားဖြစ်တာပဲသို့တော့နေမကောင်းတဲ့မသာရှိတဲ့အခါရှင်စုံနာကိုဒီဘုဇင်9ပါးရွတ်ခိုင်းတာရွတ်ခိုင်းနိုင်နဲ့ဒီဘုဇင်တရားတွေကိုယ်တဏ္ဍမှာထပ်မှန်ပြီးတော့တိုးပွားအောင်လုပ်တာပဲအဲ့တော့ဘုရားပဲဖြစ်ဖြစ်ယဟန္တာပဲဖြစ်ဖြစ်တာမန်အနေထားနဲ့တခြားအနေထားမတူဘူးဆိုတာလေးကိုတော့သတိထားဆိုပါစို့သောတာပန်ပုဂ္ဂိုလ်ဟာအမြဲတမ်းသောတာပတိမဲ့သောတာပတိဖို့စိတ်ကြီးနဲ့နေနေတာမဟုတ်ဘူးတာမန်နေလို့ရှိရင်တာမန်စိတ်တွေနဲ့ပဲမျက်စိကလည်းမြင်စရာရှိတာမြင်မယ်နားကလည်းကြားစရာရှိတာတွေကြားနေပါပဲကောင်းတာလည်းကြားမှာဆိုးတာလည်းကြားမှာကိုကြိုက်တာလည်းမြင်မှာပဲမကြိုက်တာလည်းမြင်မှာပဲထိုမြင်မှုတွေပေါ်မှာထိုက်တဲ့လျောက်စိတ်လှုပ်ရှားမှုတွေကတတ္တဗံပုဂ္ဂိုလ်ဆိုတာဖြစ်နေအောင်ပါအဲ့ဒါတွေပြောင်းငြိမ်းမှုအတွက်ကြတော့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ပြီးတော့
ဖို့စိတ်ပေါ်လာတဲ့အခါမှာနိဗ္ဗာန်ကိုအာရုံပြုပြီးနေပြီဆိုရင်အဲ့ဒီကြိုင်တော့လုံးဝငြိမ်းချမ်းတယ်ပေါ့အမြဲတမ်းဖို့စိတ်နဲ့နိဗ္ဗာန်ကိုအာရုံပြုနေတာမဟုတ်ဘူးမြတ်စွာဘုရားကလည်းထို့တူပဲအမြဲတမ်းရတ္တဖို့စိတ်ကြီးနဲ့နိဗ္ဗာန်ကိုအာရုံပြုနေတာမဟုတ်ဘူးလူသားပြီလူမှုကိစ္စတွေတန်ဃာတွေရဲ့ကိစ္စတွေတရားဟောစရာကိစ္စတွေပုဂ္ဂိုလ်လူမျိုးစုံနဲ့ကြုံရဖះဆိုဘယ်လောက်ကြုံလဲဆိုရင်လာပြီးတော့လက်ညှိုးထိုးဆဲတဲ့လူနဲ့လည်းကြုံတာပဲအမျိုးစုံပဲမြတ်စွာဘုရားမို့ဘာမှမကြုံရဘူးလို့ထင်ကောင်းထင်လိုက်လောကရန်နေအမျိုးစုံကြုံရဆုံးမစားတဲ့ရက်ရှိတယ်အဲ့တော့လောကကြီးရဲ့ဒီလှုပ်ရှားမှုတွေနဲ့တွေ့ကြုံနေရတဲ့အခါမှာစိတ်ဓာတ်ဟာရိမ့်ရိုင်သွားတာမရှိတော့လည်းပဲနိဗ္ဗာန်ကိုအာရုံပြုနေရသလောက်ဘယ်ချမ်းသာမလဲဒါကြောင့်မို့လို့မြတ်စွာဘုရားကလည်းဝိပဿနာကျင့်စဉ်ကိုအာယုံပြုပြီးတော့အရတ္တဖို့ရောက်ထိတဲ့အခါမှာနိဗ္ဗာန်နဲ့ထိတွေ့ပြီးတော့အဲ့ဒီအချိန်ကျမှစိတ်ငြိမ်းချမ်းတာဟုတ်ဒါကြောင့်မို့မကြသမဘာဝင်စားတယ်ဆိုတာအဲ့ဒါပြောတယ်ဇံဝင်စားတာတို့သမဘာဝင်စားတာတို့အဲ့ဒီအချိန်လေးမှာတကယ်ကိုဒိဋ္ဌဓမ္မဒုက္ခဝိဟာရဝိမု ക്തി ဒုက္ခလို့ခေါ်လွတ်မြောက်ခြင်းရဲ့ချမ်းသာမှုဟာဝင်စားနေမှာရအခုလည်းနာရဝိန္ဒထေကြီးသူတည်ပြီးသားဖြစ်တော်လည်းပဲတရားဟောနေတဲ့အချိန်လေးမှာသူစိတ်တွေဟာရှင်လန်းတက်ကြွလာဒါမို့စိတ်ချမ်းသာတော့သူကိုယ်ချမ်းသာမှုတွေပိုရလာတယ်လို့ပြောတယ်ထို့တူပဲရှင်သာရိပုတ္တရာကတစ်ခုချင်းတစ်ခုချင်းရှင်းသွားတာမိစ္ဆာသင်္ကပ္ပဆိုတာတထေးကြီးမှမရှိဘူးတဲ့မိစ္ဆာသင်္ကပ္ပဆိုတာမရင်တွေးတဲ့အတွေးတွေဘာတွေလဲဆိုရင်ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့လောဘနဲ့တွေးတဲ့အတွေးဗျာပါဒဝိတကသို့မဟုတ်ဗျာပါဒသင်္ကပ္ပလို့ဆိုဒေါသနဲ့တွေးတဲ့အတွေးဝိညာဉ်သင်္ကပ္ပဆိုသူများညှင်းဆဲလို့တဲ့အတွေးတွေနဲ့တွေးတဲ့အတွေးတခြားအကုသိုလ်ပွားစေတတ်တဲ့အတွေးတွေနာရဝိန္ဒထေကြီးမှမရှိဘူးအဲ့ဒီအတွေးတွေကဒုက္ခပေးလို့ရှိရင်နောက်ဆုံးအပင်ငယ်ထီအောင်ရောက်နိုင်တယ်နာရဝိန္ဒထေကြီးမှတော့မိစ္ဆာသင်္ကပ္ပဆိုတဲ့မှားရွက်တဲ့အတွေးတွေမရှိဘဲနဲ့တမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးပဲရှိတယ်မှန်ကန်တဲ့အတွေးတွေဆိုတာဘာလဲလို့ဆိုရင်နိက္ခမသင်္ကပ္ပနိက္ခမသင်္ကပ္ပဆိုတာဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့နိဗ္ဗာန်အာယုန်နဲ့နေတာသို့မဟုတ်ယုံနာဓမ္မသင်္ခါရတို့ရဲ့မမြဲတဲ့သဘောဆင်ញင်စဉ်းစားနေတာသို့မဟုတ်တမာတိကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့တမာတိအာယုန်နဲ့နေတာဟောနိက္ခမသင်္ကပ္ပကာမဂုဏ်အာယုန်အတွေးဆိုတာဒီလောဘနဲ့မတွေးဘူးလောဘလွတ်ကင်းတဲ့နေရာမှာတွေးတယ်အဗျာပါဒဝိတကသို့မဟုတ်အဗျာပါဒသင်္ကပ္ပဒေါသကင်းပြီးတော့မေတ္တာသက်ဝင်တဲ့အတွေးနဲ့တွေးတယ်အဝိဟိန္ဒသင်္ကပ္ပညှင်းဆဲလို့တဲ့အတွေးနဲ့မတွေးဘူးကရုဏာနဲ့တွေးတဲ့အတွေးတွေပဲတွေးတယ်ဆိုတကယ်ကိုမှန်ကန်တဲ့အတွေးတွေတွေးအဲ့တော့မှန်ကန်တဲ့အတွေးရှိနေတဲ့ပုဂ္ဂိုလ်တရားစိတ်ရဲ့ကြည်လင်မှုအာကိုတစ်ခုရှိသည့်အတွက်ကြောင့်ယောဂဝေဒနာဆိုတာချက်ချင်းပြောက်ကင်းနိုင်တယ်လေသမ္မာသင်္ကပ္ပလို့ဆိုတဲ့ဒီမှန်ကန်တဲ့အတွေးတွေဟာလည်းပဲနာရဝိန္ဒထေကြီးမှာပြည့်ပြည့်စုံစုံရှိတယ်ဟုတ်သားပဲငါမှမှန်ကန်တဲ့အတွေးတွေရှိနေတာပဲလို့စိတ်အားတွေတက်ကြွလာပြီးတော့ယောဂဝေဒနာသက်သာရာရသွားတယ်တဲ့ထို့တူပဲမိစ္ဆာဝါစာမိစ္ဆာသင်္ကပ္ပမိစ္ဆာဝါစာမိစ္ဆာကမ္မန္တမိစ္ဆာအာဇီဝကိုချင်းသီလနဲ့ပတ်သက်ပြီးတော့မမရင်နှုတ်ကိုစီကပ်မဲ့တာမရှိဘူးလောကလူတွေဟာကိုချင်းသီလဆိုတာကိုယ့်ကိုစီကံထားတာဘာကိုစီကံထားတာအပြောဆိုနဲ့ပတ်သက်ပြီးစီကံထားတယ်အပြုမှုနဲ့ပတ်သက်ပြီးတော့စီကံထားတယ်အသက်မွေးမှုနဲ့ပတ်သက်ပြီးတော့စီကံထားတယ်အဲ့ဒီစီကံတွေဖောက်ဖျက်သွားတာဒါသီလပြတ်တာခေါ်တယ်အဲ့ဒီနှုတ်စီကံမဲ့တာမိစ္ဆာဝါစာမမယွင်းနေလှုပ်တယ်နှုတ်အပြောနဲ့ပတ်သက်ပြီးမဆောင်စေဘူးမိစ္ဆာကမ္မန္တကိုယ်ဒီလျောက်လုံးမှုနဲ့ပတ်သက်ပြီးတော့မဆောင်စည်းဘူးအကုသိုလ်ဖြစ်တယ်မိစ္ဆာအာဇီဝအသက်မွေးမှုနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့နည်းနဲ့အသက်မမွေးဘူးမှားရွက်နေ
အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာကိုချင်းသီလမပြေဝတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ထိုကိုချင်းသီလမပြေဝမှုကိုအကြောင်းပြုပြီးတော့အပင်ငယ်ရဲမှာဒုက္ခရောက်တတ်တယ်ပေါ့အပေပုံကြရောက်ပြီးဒုက္ခရောက်တတ်ဟောနာရဝေတထေကြီးမှာတော့အဲ့လိုဟာမျိုးလုံးဝမရှိဘူးတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝမှန်ကန်တဲ့အပြောတွေမှန်ကန်တဲ့လုပ်ရတွေအသက်မွေးမှုမှန်ကန်တာတွေနဲ့ကိုချင်းသီလဟာပြည့်ပြည့်ဝါရှိတယ်လို့ဒီလိုကိုယ့်ရဲ့ကိုချင်းတရားကိုဆင်ញင်သုံးသပ်လိုက်တဲ့အခါမှာကျေနပ်စရာတွေပီတိတွေဖြစ်တာပေါ့အေထုတူပဲမိစ္ဆာဝါယာမမိစ္ဆာဝါယာမဆိုတာမမယွင်ယွင်ကြိုးပမ်းအထုတ်မမယွင်ယွင်ကြိုးပမ်းအထုတ်တယ်ဆိုတာအကုသိုလ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကြိုးပမ်းအထုတ်လောကကြိုးပမ်းအထုတ်မှုတွေမျိုးမျိုးရှိတဲ့ထဲမှာမှားယွင်းတဲ့အကုသိုလ်ကိုဖြစ်စေတတ်တဲ့ကြိုးပမ်းအထုတ်မှုဟာအန္တရာယ်တွေဖြစ်စေတတ်တယ်ပေါ့အပင်ငရဲကိုကြားအောင်စေတတ်ဩနာရဝေတထေကြီးမှာမှားယွင်းတဲ့ကြိုးပမ်းမှုဆိုတာမရှိဘူးမှန်ကန်တဲ့ကြိုးပမ်းမှုရှိတယ်မှန်ကန်တဲ့ကြိုးပမ်းမှုဆိုတာအကုသိုလ်တွေမဖြစ်ရအောင်စုပ်ပိတ်ဖို့ကြိုးစားတယ်မစုပ်ပိတ်နိုင်လို့အကုသိုလ်ဖြစ်လာပြီဆိုရင်ဖယ်ရှားပစ်ဖို့ကြိုးစားတယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားတယ်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ကြိုးစားတယ်ဆိုတဲ့ဒီမှန်ကန်တဲ့ကြိုးစားမှုတွေသမ္မပဋ္ဌာန်တရား၄ပါးကြာကြာနာနာပွားထားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘာမှအားငယ်စရာမရှိဘူးကိုယ့်ရဲ့သမ္မာဝါယာမဆိုတဲ့ဒီကျင့်စဉ်ကြီးဟာကိုယ်မှာခိုင်ခိုင်မာမာရှိနေတယ်လို့ငါမှဟုတ်သားပဲအကုသိုလ်ဆိုတာမဖြစ်ရအောင်ငါအမြဲထိန်းတယ်ဖြစ်လာရင်လည်းတွန်းလှန်ဖယ်ရှားဖြစ်တယ်ကုသိုလ်တွေဖြစ်အောင်အမြဲကြိုးစားတယ်ဖြစ်လာလို့ရှိရင်လည်းတိုးပေါအောင်ကြိုးစားတယ်ဆိုတာပြန်လိဆင်ញင်သုံးသပ်လိုက်တဲ့အခါဝန္တကြည်နူးဝယ်တွေဖြစ်ပေါ်လာခဲ့တယ်ပေါ့အဲ့ဒါလိုပဲတမ္မာတတိဆိုတယ်တတိလက်လွတ်နေပြီဆိုလို့ရှိရင်တော့တဘာဝတရားတွေနဲ့ကိုယ်နဲ့ဝေးကွာပြီးတော့နေတယ်တတိဆိုတာမြတ်စွာဘုရားဟောကြားထားတဲ့ကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့ဒီအာယုံ၄ပါးပေါ်မှာအမြဲတမ်းစိတ်ဟာမှတ်ရနေတဲ့သဘောဒီအာယုံ၄မျိုးတည်းကတစ်ခုခုနဲ့မကွဲမကွာရှိနေတဲ့သဘောအဲ့ဒီတတိဆိုတာရှိပပညာဆိုတာလည်းဖြစ်တာဟုတ်ဒါကြောင့်မို့တတိမေ့နေတဲ့ပုဂ္ဂိုလ်တွေမိစ္ဆာတတိမိစ္ဆာတတိဆိုတာတကယ်တော့အကုသိုလ်စိတ်တွေဖြစ်နေတာကိုမိစ္ဆာတတိလို့ခေါ်တာပဲတကယ်တော့တတိလို့ရှိတာမဟုတ်ဘူးပေါ့အကုသိုလ်တတိလို့တော့မရှိဘူးအကုသိုလ်စိတ်တွေဖြစ်နေတာမကောင်းတာလုပ်ဖို့အမှတ်ရနေတာတွေကိုမိစ္ဆာတတိအကုသိုလ်စိတ်ဖြစ်တာကိုပြောတာမိစ္ဆာတတိသူ့မှာမရှိဘူးတမ္မာတတိလို့ဆိုရဲကာယဝေဒနာစိတ်ဓမ္မဆိုတဲ့သဘာဝတရားတွေပေါ်မှာစိတ်ဟာအမြဲမပြတ်ရှိနေတယ်ဆိုတော့ဒီတတိတရားရှိနေတဲ့ပုဂ္ဂိုလ်တရားဟာကိုယ်မှာအာကိုတစ်ခုရှိနေတယ်လို့စိတ်ထဲမှာအားတက်စရာတွေဖြစ်ပေါ်လာပဲထို့တူပဲမိစ္ဆာသမာဓိတဲ့မကောင်းတဲ့အကုသိုလ်စိတ်တွေအာယုန်တွေပေါ်မှာစိတ်ဟာတည်ငြိမ်နေတယ်ဓမိစ္ဆာသမာဓိလို့ပြောရမှာအပျော်ပါးပေါ်မှာစိတ်ကငြိမ်နေတာလို့ဟောမကောင်းမှုအဟုသို့လှုပ်တဲ့အခါစိတ်တည်ငြိမ်နေတာလို့အဲ့ဒါလို့မကောင်းတာလှုပ်တဲ့ပုံမှာလည်းစိတ်တည်ငြိမ်မှုရနေတာအဲ့ဒါမိစ္ဆာသမာဓိမကောင်းတဲ့အကျိုးတွေကိုထုတ်လုပ်ပေးနိုင်တာဖြစ်သောကြောင့်မိစ္ဆာသမာဓိရဲ့လွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာကုသိုလ်ဆိုတာမဖြစ်နိုင်ဘူးပေါ့သမ္မာသမာဓိလို့ခေါ်တယ်ဇန်ရဲ့အာယုန်တွေပေါ်မှာဖြစ်စေဝိပဿနာရဲ့အာယုန်ပေါ်မှာပဲဖြစ်စေတမာဓိတွေရရှိလာပြီစိတ်ကလေးငြိမ်းလာပြီတဘာဝတရားတွေအလုံးစုစည်းထားနိုင်လာပြီဆိုရင်ဒီတမာဓိတရားဟာစိတ်ရဲ့ငြိမ်းချမ်းမှုကိုပေးပြီးတော့စိတ်ရဲ့လှုပ်ရှားမှုမငြိမ်သက်မအေးချမ်းတဲ့ဥဒိစ္စစတဲ့ကိလေသာတွေကိုဖယ်ရှားထားနိုင်လို့အမှန်တမ်းအစွမ်းတတ္တိထက်တဲ့သဘာဝတရားတစ်မျိုးဖြစ်တယ်ပေါ့အဲ့ဒါလည်းငါးတဏ္ဍမှာရှိတယ်တွေးတောကြည့်လိုက်တာနဲ့စိတ်ထဲမှာကြည်နူးစရာတွေဖြစ်လာတယ်နောက်ဒါရင်လားလို့ဆို
နောက်တစ်ခုမဂ္ဂင်၈ပါးအပြင်မှာဖြည့်ဆွက်ပြီးတော့ဟောတာပါလဲဆိုမိစ္ဆာညာဏနဲ့သမ္မာညာဏမကောင်းတဲ့ဘက်ကမိစ္ဆာညာဏဉာဏ်ဆိုတာမကောင်းတဲ့ဉာဏ်လို့တော့မရှိဘူးပေါ့လူအနေနဲ့ပြောတာဉာဏ်ဆိုတာအကောင်းပဲသို့တော့မိစ္ဆာညာဏဆိုတာဘာလဲလို့ဆိုမကောင်းမှုပြုဖို့ရာအတွက်တွေးတောထားတဲ့နိလန်းနေပေါ့စိတ်ကူးကောင်းတယ်တချို့ကဥပမာလူသားလက်နဲ့တွေတီးထွင်တာတောင်စိတ်ကူးကောင်းကောင်းနဲ့တီးထွင်တာလေအဲ့ဒါတွေကိုမိစ္ဆာညာလို့ခေါ်တာသူများကိုတတ်ဖို့ဖြတ်ဖို့လူတကာဒုက္ခရောက်ဖို့ဆိုတာတွေနဲ့ပတ်သက်ပြီးတော့စိတ်ကူးကောင်းကောင်းနဲ့ဒုက္ခပေးနိုင်အောင်တီထွင်ဖန်တီးမှုတွေကိုပြုနိုင်တဲ့အရာမျိုးကိုမိစ္ဆာညာဏလို့ခေါ်တာပဲဒုက္ခပေးဖို့နီးစနစ်တွေကိုတီထွင်ပြီးတော့လုပ်တာအဲ့ဒီမိစ္ဆာညာဏဆိုတာအများဒုက္ခရောက်မဲ့ဟာမျိုးအကုသိုလ်နဲ့ပတ်သက်တဲ့ဒီနိပရိနိလန်းမျိုးတွေနာရဝိန်တထေကြီးမှာမရှိဘူးသမ္မာညာဏလို့ခေါ်တယ်မှန်ကန်သိတဲ့အသိဉာဏ်တွေအများကိုအကျိုးဖြစ်ထွန်းစေတဲ့အသိဉာဏ်မျိုးတွေအဲ့ဒီအသိဉာဏ်မျိုးတွေသာရှိသည့်အတွက်ကြောင့်ငါမှမှားရတဲ့မိစ္ဆာညာဏဆိုတာမျိုးပြည့်ရှိတဲ့ဟာမျိုးငါမှမရှိဘူးသမ္မာညာဏဆိုတဲ့ဒီမှန်ကန်တဲ့အသိဉာဏ်တန်ဖိုးရှိတဲ့အသိဉာဏ်တွေငါမှရှိနေတယ်လို့ဆိုစိတ်ထဲမှာကြည်နူးဝမ်းသာမှုဖြစ်တယ်ဟောနောက်ဆုံးတစ်ခုကျတော့မိစ္ဆာဝိမု ക്തി နဲ့သမ္မာဝိမု ക്തി မိစ္ဆာဝိမု ക്തി ဆိုတာမလွတ်ဖဲနဲ့မမယွင်ယွင်လွတ်တယ်လို့ထင်တယ်ဆိုပါစို့ကိလေသာမှလွတ်တာမဟုတ်ဘဲနဲ့ကိလေသာမှလွတ်တယ်လို့ထင်တယ်ပိစ္ဆာတပဆိုတဲ့အကျင့်နေ့မွန်းတိအချိန်မှာကောင်းကင်ကနေရလည်းပဲအမတန်ပူတဲ့အချိန်အရာလေးမျက်နှာကမိဖို့ကြီးလေးဖို့ဖိုးပြီးတော့အလဲကောင်းမှထိုင်ပိစ္ဆာတပအကျင့်ဆိုတာကျင့်ပူလုံးအကြည့်တော့ချွေးပြက်ပြက်ချပြီးတတိမေမောသွားမေမောပြီးတော့ချွေးတွေလွန်ပြီးတော့မေ့မျောသွားတာကိုပဲဒါကကိလေသာကနေလွတ်မြောက်သွားတယ်လို့ဒီလိုယူဆတာအဲ့ဒါမျိုးကြတော့မိစ္ဆာဝိမု ക്തി လို့ခေါ်တာတကယ်လွတ်တာမဟုတ်ဘဲနဲ့လွတ်တယ်လို့ယူဆဆိုပါစို့နိခန္ဓယဟန်နေဒီကနေ့ခေတ်ဂျိန်းလို့ခေါ်တာပေါ့နိခန္ဓနာရဗုဒ္ဓဥဆောင်ပြီးတော့ဟောကြားတဲ့နိခန္ဓဝါဒမှာသူတို့ရဲ့ပန်းတိုင်ကဘာလဲလို့ဆိုရင်အတ္တညတဘုံပဲအနန္တမာနတလို့ခေါ်တယ်အတ္တညတဘုံစိတ်တွေအလုံးချုပ်သွားပြီးတော့ယုတ်ကြည်ကြံတဲ့အဆင့်ဟာဒါတကယ်လွတ်မြောက်မှုပဲလို့သူတို့ကမောက္ခလို့ခေါ်တော့ဘုံနိဋ္ဌာသူတို့ရဲ့အဆုံးသတ်ပန်းတိုင်အဲ့ဒီရောက်ရင်သူတို့ဒါနိဗ္ဗာန်ရတာပဲလို့ဒီလိုယူဆတယ်အဲ့ဒါလည်းပဲတကယ်လွတ်မြောက်တာမဟုတ်ဘဲနဲ့လွတ်မြောက်တယ်လို့ယူဆတဲ့အတွက်ကြောင့်မိစ္ဆာဝိမု ക്തി လို့ခေါ်တယ်အပြည့်အတကယ်လွတ်မြောက်ခြင်းဆိုတာမဖြစ်ဘူးဟောမြတ်စွာဘုရားရဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်တဲ့အခါကျတော့ကိလေသာတွေကလုံးဝလွတ်တယ်တဏှာကလွတ်တယ်အဝိဇ္ဇာလွတ်တယ်အဝိဇ္ဇာချုပ်တယ်အဝိဇ္ဇာချုပ်တော့ဘာချုပ်လဲကံဆိုတဲ့သင်္ခါရတွေချုပ်တယ်ကံဆိုတဲ့သင်္ခါရတွေချုပ်တော့ဘဝတစ်ခုအစပြုတဲ့ဝိညာဏဆိုတာမလာဘူးဝိညာဏမလာရင်နာနေရုပ်တွေမလာတော့ဘူးချုပ်တယ်နာယုတ်တွေချုပ်သွားလို့ရှိရင်ထိုနာယုတ်တွေကိုမှီပြီးတော့ဖြစ်နေတဲ့ sense organ လို့ခေါ်တဲ့အင်္ဂါရက်တွေလည်းချုပ်သွားတယ်အဲ့ဒီအင်္ဂါရက်တွေချုပ်သွားပြီဆိုရင်ပြင်ပအာယုန်တွေနဲ့ဆက်သွယ်မှုဆိုတာမလာဘူးဖတ်တာချုပ်တယ်ဖတ်တာချုပ်သွားလို့ရှိရင်အာယုန်ခံစားမှုဆိုတဲ့ဝေဒနာမလာဘူးအာယုန်ခံစားမှုဝေဒနာချုပ်သွားရင်တဏှာဆိုတဲ့လိုချင်တာမလာဘူးတဏှာဆိုတဲ့လိုချင်တာမလာဘူးဆိုရင်ဥပါဒံဆိုတဲ့စိတ်ဆွဲလန်းမှုဆိုတာမလာဘူးစိတ်ဆွဲလန်းမှုမှမရှိရင်ဘဝတစ်ခုတည်ဆောက်မှုဆိုတာမလာဘူးဘဝတစ်ခုတည်ဆောက်မှုမှမလာဘူးဆိုလို့ရှိရင်ဇာတိလို့ဆိုတဲ့မွေးဖွားခြင်းမလာဘူးဇာတိဆိုတဲ့မွေးဖွားခြင်းမှဖြစ်မလာဘူးဆိုရင်အိုတယ်တေတယ်ဆိုတာပဲရှိမလဲပေါ့အဲ့ဒါလို့လွတ်မြောက်တာကမှတကယ်လွတ်မြောက်မှုလို့ခေါ်တယ်မမြဲတဲ့သင်္ခါရတရားတွေအလုံးလွတ်မြောက်ဖို့ဆိုတာကံနဲ့ကိလေသာတွေအလုံးချုပ်ငြိမ်းမှသာဖြစ်နိုင်တယ်ကံကိလေသာတွေချုပ်ငြိမ်းခြင်းဖြင့်တကယ်ကိုတဏှာသင်္ခယဝိမု ക്ത
လိုချင်မှုလုံးဝကုံဆုံးသွားတဲ့နိဗ္ဗာန်မှာလွတ်မြောက်မှုကမှတကယ်လွတ်မြောက်မှုဆိုတာအဲ့ဒါကြတော့တမ္မာဝိမု ക്ത အခုနာရဝိတထေကြီးနေနဲ့မျက်မှောက်ပြုနေတာသောတပတိမဲ့သောတပတိဖိုးဆိုတာနဲ့မျက်မှောက်ပြုတာတကယ်တမ္မာဝိမု ക്ത တကယ်လွတ်မြောက်တဲ့အဆင့်တစ်ခုကိုသူမြင်နေရတဲ့သဘောနိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့သဘောဟောသောတပန်ပုဂ္ဂိုလ်ရဲ့အင်္ဂါ၄ချက်အပြင်မဂ္ဂင်၈ပါးမှာနောက်ထပ်ထပ်တိုးပြီးတော့တမ္မာညာဏတမ္မာဝိမု ക്തി ဆိုတာတွေထပ်ပို့ပြီး10မျိုးနဲ့အားလုံး14မျိုးနဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကအနာရဝိတ္ထေကြီးကိုအားပေးစကားပြောလိုက်တာအနာရဝိတ္ထေကြီးဟာတရားနာရင်အေးဒီတရားတွေသူ့မှာရှိနေတာဟုတ်လိုက်တာဘာမှစိုးရင်စရာမရှိဘူးလို့ဆိုရယ်စိတ်ရဲ့ညဉ့်ညူးမှုလှုပ်ရှားမှုဆိုတာတွေဘာမှမရှိတော့ဘဲနဲ့တရားအရင်မှာပဲစိတ်ဟာကြည်လင်လို့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးဆေးမတော့ပဲချက်ချင်းကြီးနေကောင်းသွားတယ်ယောဂဝေဒနာတွေပျောက်သွားတယ်အဲ့ဒါလို့ပျောက်တာဟာလဲနော်တာမန်တရားနာတဲ့အနေထားမဟုတ်ဘူးဆိုတာကိုတတိထားဖို့လိုအပ်တယ်ပေါ့မိမိတဏ္ဍာမှာတကယ်ရှိတာတွေကိုသိရတဲ့အခါမှာစိတ်ထဲမှာကြည်နူးပြီးတော့ပီတိတွေဖြစ်လာလို့ပျောက်သွားတယ်အဲ့တော့နာရဝိတ္ထေကြီးဟာချက်ချင်းအိယာကနေထထိုင်ပြီးတော့ကျမ်းမာမှာဖြစ်သွားပြီရှင်သာရိပုတ္တရာနဲ့ရှင်အာနန္ဒာတို့ကိုသူ့အတွက်ချက်ပြုတ်ထားတဲ့အိမ်မှာချက်ပြုတ်ထားတဲ့ဆွမ်းဟင်းဆွမ်းတွေကိုစက္ကပ်လှူဒန်းဝမ်းမြောက်ဝမ်းသာဖြစ်တော့ရှင်သာရိပုတ္တရာမထေရမြတ်ကလည်းအနုမောဒနာတရားလေးတစ်ခုခေါ်လိုက်သေးတယ်အဲ့ဒါဟောတာတခြားမဟုတ်ဘူးယတ္တတတ္တာတထာဂတိအဆလသုတ်ဒိဋ္ဌိတာဆိုတဲ့ဒီသောတာပန်ရဲ့အင်္ဂါယတ္တိကိုပဲထပ်ဟောတာအကျင့်ပုဂ္ဂိုလ်မှာဘုရားတရားသံဃာပေါ်မှာရင်းရိုင်လှုပ်ရှားခြင်းမရှိတဲ့တရားတရားရှိတယ်ကိုချင်းသီလရှိတယ်သင်္ခါရတရားယုံနာဓမ္မတွေကိုအမှန်မြင်တယ်နိဗ္ဗာန်ကိုလည်းမှန်မှန်ကန်ကန်မြင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဘယ်တော့မှဆင်းရဲတဲ့ပုဂ္ဂိုလ်ဆင်းရဲမှာမရောက်ဘူးတဲ့ဒါကြောင့်မို့လို့အခုတရားတွေဘုရားတရားသံဃာယရဏသုံးပါးပေါ်မှာယုံကြည်ခြင်းဆိုတဲ့တတ္ထာတရားစိတ်ကြည်နူးမှုဆိုတဲ့တရားတရားတို့ကိုချင်းသီလတို့ဒါတွေပြည့်ပြည့်စုံစုံရှိအောင်ကြိုးစားအထောက်ပါလေလို့ဆိုတဲ့တိုက်တွန်းချက်နဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကအနုမောဒနာတရားဟောကြားလိုက်အနာရဝိတ္ထေကြီးကယောဂပျောက်သွားတယ်ဒီအခေါက်မှာလုံးဝအနာရဝိတ္ထေကြီးကကျမ်းမာသွားတယ်ဘာဖြစ်လို့ကျမ်းမာတော့ဆိုတော့သူတဏ္ဍာမှာရှိတဲ့တရားတွေအနှစ်သာရတွေကိုရှင်သာရိပုတ္တရာတစ်ခုချင်းထောက်ပြတော့စိတ်ချမ်းသာမှုရတယ်စိတ်ချမ်းသာလို့ကိုကျမ်းမာသွားတာတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေ